Hello အားလုံးသောနားဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာရှိတဲ့အချိန်ခါလေးဖြစ်ပါစေရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးဟာစင်တော်ပရိသတ်တွေအတွက်စိတ်ဝင်စားစရာပရလောကဇလံကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်နိုင်ဖို့အတွက်တာတီမဘဲဝါနဲ့ဖြာလိန်နံမအောင်ပြူဆိုတဲ့ပရလောကဇလံကောင်းလေးကိုဆက်လက်ဖက်ပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ကိုကြီးတာတီကလေညနေတော့ကိုရီးတာတီရဲ့ညီမရည်လေကိုရီးတာတီလိုပဲပေါ့အကျိုးဆန်းတွေဆိုရင်လွယ်စိတ်ဝင်စားတာကြောက်ချင်းတွေကိုလုံနေကြတာတော့အေးကောင်းတယ်ညနေရေးကောင်းတယ်ကဲဆက်ပြောစမ်းမအောင်ဟာဖြစ်လိုက်တာမှကိုရီးတာတီရဲ့စန်တူဟိုချိတ်ကနေစပြေတာအောက်ဆုံးထိဖြစ်တာတော့ရေးမောက်ပြိုမီးကျင်လွန်လာတဲ့ຫນွယ်နေဆိုတာကြောက်လို့မျက်လုံးတွေပြိုပြီးပါဆက်ကြီးဟာလို့တော့ဘာမှလည်းမမေးကြမောက်ပြိုဟာခေါင်းကိုစိတ်ထိုင်ချဖြီးပြီးတော့ဘီကိုပြစ်ချလိုက်တယ်ဒီတော့ကျုပ်ကပဲစာပြီးပြောရတာပေါ့ကိုကြီးတာတီရဲ့အေးဘာလို့ပြောတော့ရှင်မောင်အပြူရှင်ညီမတော်တို့နဲ့အတူတူနေပြီးကစားဖို့အခုလိုကြောက်လာတာကိုဝမ်းတာပါရရှင်ဟော်ရီတဲမှာစနေသမင်တယောက်ရှိနေရှင်မောင်ပြူသူ့ကိုဖြာလေးနဲ့ရိုက်ပြပါမောင်ပြူကျုပ်ပြောလိုက်တာနဲ့ဖြာလေးကကားလေးအားတစ်စစ်ချိုးပြီးနှွေးနေခေါင်းကိုပုတ်ဆိုပြီးနှစ်ချက်ပုတ်ပြရင်ဟာနှွေးနေဆိုတာအောင်လို့ဘာပြောရမှန်းမသိတော့အောင်ဖြစ်နေရတော့ရှင်မအပြူစနေတမင်းမှာရေးစားရှိရဲဆိုရင်လက်ချက်ထက်ရပြပါရှင်ပုတ်ဟာလွန်းဒီကတဟာကိုဖြစ်နေအကူကြီးသူကောင်းဖျားလေးတစ်စက်ချိုးပြီးလက်ချက်ပုတ်ပြတာကိုမောက်အရှင်မရှိစနေတမင်းရဲ့ရေးစားတခြားမင်းလေးတယောက်နဲ့ဖောက်ပြန်သလိုဖြစ်နေရဲဆိုတာဟုတ်ပါသလားရှင်ဟုတ်ရင်စနေတမင်းကိုနှစ်ချက်ရပြပါမောင်ပြူဟာရမ်းပြောက်တော့ဖျားလေးကြီးကတော့တစ်ဆက်တုံးနေတာဒါမဲ့နွေနီကိုမရိုက်ဘူးဟဲ့နွေနီနေ့ကောင်ကမဖောက်ပြန်မဟုတ်ဟဲ့နေတနေ့ဖြစ်နေရပါဟဲ့ငါတော့တင်းနဲ့အထီကောင်နဲ့ဖြစ်နေရလို့ထင်တာပဲဤကဲဒါဆိုရင်နေရှိအောင်ငါမေးပေးပါမယ်ဟဲ့ကျိုးပြောပြီးဖြာလင်းနဲ့မောင်ပြူကိုထပ်မေးလိုက်တယ်ရှင်မောင်ပြူရှင်စနေသမီးအရေးစားကတင်းဆိုတဲ့ကောင်မနဲ့ဖြစ်နေရဆိုရင်စနေသမီးကိုနဲ့ချရိုက်ပြပါဖြာလေးကြီးကမရိုက်ဘူးတော့တုံးညို့ပဲတုံးနေတာကဲဒါဆိုရင်ကျုပ်ပြန်မေးပါမယ်မောင်ပြူရှင်စနေသမင်းနွယ်နေရဲ့ရေးစားကနွယ်နေအပေါ်မှာတစ္ဆာရှိတယ်။တကြပဲမင်းလေးနဲ့မှကြိုက်နေရမရှိဘူးဆိုရင်ဟောဒီစနေသမင်းကိုတုံးချက်ရိုက်ပြပါမအောင်ဖြိုရှင်။ပုတ်ဟောရိုက်ပြီတော့ရင်တုံးချက်တိကိုရိုက်တာတော့ကဲနွယ်နေညီရှင်းသွားရင်လားညီတက်နေရဖြစ်တာလို့ငါပြောပါရင်မလားဒီတော့မှနွယ်နေလေရင်နိုင်ပြုံးနိုင်တော့တာတော့ရင်ကျိုးတို့လည်းထုံးစံအတိုင်းဟိုမေးဒီမေးမိကြတာပေါ့တော့ဟဲ့ညို့မြဟိုနေ့ကကြောစပင်ကိုမြောက်ပြလိုက်တာမောင်ဖြိုလို့ထားလားလို့မိပေးစမ်းပါဟဲ့ခင်ချာကျုပ်ကိုပြောတာတော့သူတို့မှကျုပ်လေတရိရသွားတာတော့ရှင်းမောင်ပြိုရှင်ဟိုတင်ညာခင်ချာကိုလူပြိုလဲတဲ့စပိန်ရဲ့ကောင်ကိုလူရောစပိန်ရောမြောက်ပြလိုက်တာမောင်ဖြိုလို့လိုက်တာလားရှင်ဟုတ်တယ်ဆိုရင်ခင်ချာကောင်တုံးချိုင်ပုတ်ပြပါရှင်းမောင်ဖြိုပုတ်တော့ရပဲတော့ဖျားလေးကြီးကတစ်စစ်ကျူပြီးခင်ချာကောင်ကိုတုံးချိုင်တီပုတ်တာတော့သူလို့တာလားမြတ်နွေရဲ့ဒါဆိုရင်ဟိုကောင်လေးတွေကိုကြောကုန်းမှာလှဝါးရာကြီးချင်းအောင်ရိုက်တာလေသူပဲဖြစ်မှာပဲဟဲ့ဟာတိကျတော့ဘောကိုကြီးတာတီရဲ့ကျုံမေးလိုက်တာလေကျုပ်ကလေမေးလဲစားနေမကျူပါဘူးဆိုပြီးမေးလိုက်တာတော့နင်ကဘလို့မေးလိုက်တော့မြတ်နွေရဲ့ရှင်မပြူဟိုရင်ကခန်းထားလိုက်ပြီးနောက်ရက်တဲ့ကောင်တွေကိုလှဝါးနဲ့ရိုက်လိုက်တာလေရှင်မကျင်နေဟုတ်တယ်ဆိုရင်ခင်ချာခေါတုံးချက်ပုတ်ပြပါကျုပ်ကပြောလိုက်တော့ဖျားလေးကြီးကတစ်ဆက်တုံးနေနေခါလေးကတစ်စစ်ကျူပြီးခင်ချာခေါတုံးချက်ပုတ်ပြရတော့ပြီးတော့ပြောအောင်မေကိုရဲ့မောင်ပြူဟာမျက်နှာတော့တော်လိုက်တယ်တော့ဟေးဘလို့မျက်နှာလည်းလိုက်တာတော့မြတ်နွေရဲ့တခြားသူတွေကိုဖျားလေးနေရိုင်ဘုံနဲ့ခက်ကြံရိုက်တာတော့သူခင်ချာရိုက်ရင်တော့မောင်ပြူဟာဖောက်လေးရိုက်တာခင်သာနာသွားမှဆုလို့ပေါ့တော့ဟာဒီလိုဟာလေးနက်ကိုရာပြပြောနေတယ်တကယ်ဟာမလေးကဲကိုရီးတာတီကိုဆက်ပြီးပြောပြပါအောင်ကျုပ်ပြောမယ်ကိုရီးတာတီဒီတစ်ခါဝင်ပြောတာကညှို့လာပြဒီကောင်မလေးကစကားအားကြီးနေတာအခုတော့သူကလေးပြောချင်နေဆိုလို့ကျုပ်တာအံ့ဩသွားတာအေးပြောပါအောင်ညှို့လာရင်ကျုံညီမရောဘာရင်းမြင်တော့တရက်ကျတော့ကျုပ်တို့ဟာဖြာလေးနဲ့မောင်ပြူကိုလက်ဖက်ပွဲဆက်ကြတယ်ကျုပ်ကလက်ဖက်ပွဲတေးသေးချာချာပြင်ပြီးဟော်ရီယာကျုပ်တို့ဆရာမကြီးမြတ်နွေကလက်ဖက်မြောက်တယ်တော့ကျုပ်တို့ကသူ့လိုမပြောတတ်ဘူးတော့မြတ်နွေကတော့တေးသေးချာချာပြောတတ်တယ်လေအေးပြောစမ်းပါဦးညိုလာရဲ့မြတ်နွေကဘလို့ရီပြောလို့တော့မြတ်နွေကလက်ဖက်ပေါ်တင်ပြီးသူ့နှစ်ဖူးလေးနဲ့ပကံကိုတိုက်ထားတာတော့ပြီးမှလင်းနဲ့တော့တကယ်ချစ်တဲ့တစ္ဆာရှင်မကြီးမောင်ဖြူချရာတထောင်
မောင်မဲကောင်ရဲ့အမိလင်ကိုချက်တဲ့အစိတ်ကြောင့်တဘွားတေးခဲ့ရတဲ့မောင်ပြူညီမတော်လေးတို့ကလက်ဖက်တီကိုကွန်းတရုံနဲ့ရိုးရမပြန်ပူဇော်မြဲပူဇော်ပတ်တာမြဲပတ်တာပါရဲ့မောင်ပြူညီမတို့ဆက်တဲ့ကြည်လက်ဖက်ပွဲကိုစားတော့ခေါ်ဖို့ကြားခဲ့ပါမောင်ပြူရှင်ပြောပြီးမှကျိုးတင်ကျင်ထားတဲ့ခွေးကြီးခုံပေါ်မှာတင်ထားလိုက်တာတော့ကျုပ်ကလည်းခွေးကြီးခုံပေါ်မှာခုံခင်လေးတိတိကျကျခင်ထားသေးတာတော့အေးအဲ့တော့မောင်ပြူကကြွလာပြီးစားရော့လာကျုပ်ကစကားထောက်ပြီးမေးလိုက်တာဖြို့အဲ့လက်ဖက်ပွဲကိုကျုပ်တို့ကမသိမ့်ဖြစ်ဘူးကိုကြီးတတီမနေ့ရောက်မှတရီရလို့ကြည့်လိုက်တော့လက်ဖက်ပကံမကျွတော့ဘူးတော့ဒါနဲ့ကျုပ်တို့လိုက်ရှာကြပကံကဟိုဝိုင်းရတရက်တွေးပြီးကျအောင်မှာရောက်နေဟာကိုကြီးတတီပကံကျင်းထဲမှာလက်ဖက်တော့တစ်စက်မှမရှိတော့တော့ဟာနင်တို့ဟာတကယ်လေကျိုးစမ်းပါလားညွှန်လိုက်ရင်ဟုတ်တယ်ကိုကြီးကျုပ်တို့ထင်တာတော့မောင်ပြူဟာလက်ဖက်ပကံကိုယူပြီးအဲ့ဒီတရက်တွေးပြီးကျအောင်မှာသွားစားတာလားလို့ကျုပ်တို့ကဘာမှပြန်ပြောတော့ပဲခေါင်းညိတ်ပြီးစဉ်းစားနေလိုက်တယ်ဒီလောက်တော့မကြောက်မရွံ့နေဒီကောင်မလေးတွေကိုလည်းကျုပ်တော်တော်အံ့ဩနေတယ်ကဲပြောစမ်းမအောင်နောက်တဲ့ဘာတွေဖြစ်သေးတော့ဟာဖြစ်တာဘောတော့ညဖက်ကြီးတော့တကောင်ကျဲလောက်ကြီးတော့ဤခွေးကြီးတကောင်ဟောင်းတာတော့အဆက်မပြတ်ကိုဟောင်းတာကိုကြီးကျုပ်တို့တွေအကုန်လုံးနှိုးပြီးထားတိုင်နေကြတယ်ဒီနေ့ကျုပ်ကတကောင်ဖွင့်ပြီးအင်းရှိကိုကြည့်လိုက်တော့ကိုရလမ်းပေါ်အနေပြီးကျုပ်တို့အိမ်ကိုတည့်တည့်ကြည့်ပြီးဟောင်းနေရကိုကြီးညမပြောတယ်ကျန်တဲ့သူတွေကလည်းကောင်းငိမ့်ပြပြီးညိုမြပြောတာကိုထောက်ခံကြတယ်နေပါအောင်ညိုမြရဲ့ကိုရခက်ငင်ရလားခက်ကြည့်ကြည့်လားဟာကိုရတာတရားလေကိုရအကောင်ခက်ကြည့်ကြည့်တော့အတန်ကြီးရလေအကြည့်ကြည့်နဲ့ဟောင်းတာမှတစ်ချက်မှကိုရမကြောက်တော့လူတွေကလေအိမ်ကောင်းနေအချင်းဆိုတော့ဘသူမှလေထားပြီးမငေါ့ကြဘူးတော့တန်းနေကျုပ်လေတကားပိတ်ပြီးအရာတွေပြောင်းဝင်နေလိုက်တယ်ကျုပ်တို့9ယောက်လုံးအိတ်လို့တော့မပြောကြဘူးတော့တော်ကြတော့ခွေရဟောင်းနေရရဲ့ပြီးမန်ဖီနေရဲ့တန်ကြီးကြားရဲတော့ကျုပ်ချင်တာတော့အခြားခွေးတစ်ကောင်ရောက်လာလို့မန်ဖီတာလို့ချင်တာတော့ဒါမဲ့ခွေးတစ်ကောင်ကြိုက်တဲ့အတန်မချပဲစောစောဟောင်းနေတဲ့ခွေးကြီးရဲ့မချင်မဆန်အော်ရဲ့အတန်ကိုကြားလိုက်ရတာကိုရဲ့အော်ရာမမချင်မဆန်ဝေဒနာခံစားနေရအတန်လေးကိုအော်ရာပါတော့ကင်အီဆိုတဲ့အတန်ကြီးဟာတပြည့်ပြည့်ရက်သွားရောတော့ဟေးဟုတ်လားခွေးဘလို့ဖြစ်သွားလို့ရုံးဟဲ့မနဲ့မူလင်တော့မှာလန်တီယာလူတွေထွက်လာကြပြီးဝိုင်းဝန်းကြည့်ကြတာကိုရဲ့ခွေးကြီးတည်သွားတာပေါ့ဟုတ်လားညိုများဟုတ်တာပေါ့တော့တည်ရမှာစိုးဝါကိုတည်တာကိုရဲ့ဆက်ကြီးကိုလင်းချိုးထားရတဲ့တော့မျက်နှာကြီးဟာကိုရဲ့ကြောကုန်းဘက်ကိုရောက်နေရတဲ့တော့လေပြာကျိုးနေရတဲ့လာကြီးရဲ့လူတွေဆိုတာကြောက်လန့်ပြီးမျက်နှာကိုပြက်ပြနေကြတာကိုရဲ့ခဏကိုပေါ်မှာတခြားပါတင်ရမှမတွေ့ရဘူးတဲ့ဒါဆိုရင်ခွေးကိုလဲပြီးနှိမ်ချိုးပြီးတက်လိုက်တာပေါ့ညိုများရင်ဟုတ်တယ်ကိုရဲ့လန်တရားလူတွေကလည်းတူနဲ့ပြောပြီးခွေးတီကြီးမြုပ်ပြဖို့ယူသားကြလေရောကိုကြီးရဲ့နေကိုကြီးတာတီကျုပ်ပြောမယ်လာတွေ့ရဝင်ပြောတယ်လာတွေ့ရစကားတိတ်နေတာဒါကြောင့်လေညိုလာနဲ့တူနဲ့ကပိုတွဲဖြစ်ကြတာပေါ့ဗျာအေးပြောစမ်းပါအောင်လာတွေ့အဲ့တော့ဟာကျုပ်တွေးမိတာကိုပြောမလို့တော့အေးပြောလာတွေ့နေပါများတွေးမိတော့မြန်းတွေဟာဖျားလိမ့်နဲ့မောင်ပြူရဲ့အရာစုံကိုပြောပြဖို့ရဲတော့မောင်ပြူမှာဘလူမဘဝနဲ့ငွေတဲ့သားတယောက်ရှိခဲ့တယ်တဲ့ဗျချီယာတထောင်မောင်မဲကောင်လို့ပြောတယ်ကြားရဲ့စင်တွေကိုတော့တက်ပြစ်တာတွေကိုကြည့်ရင်စင်တွေဆိုရင်အဆွေတွေကိုချိုးပြစ်တာဆိုရင်ကြားကြီးတွေဆိုရင်လဲလိမ့်ပြီးချိုးပြစ်တာတွေတော့ဒီခွေးလောက်တော့မောင်မဲကောင်ကအပြော့ပေါ်တော့အဲ့ဒါကြုတ်တင်တာဖျားလေးနဲ့မောင်ပြူဟာသူတောင်မောင်မဲကောင်ကိုခေါ်ပြီးတက်ခတ်လိုက်တလားလို့ကျုံရောခင်ကြတို့မြညိုတို့ညူလာတို့မြနွယ်တို့ရေးလိုက်ကြရဗျာလာကျွေးရဲ့အကျွေးရတော့အံ့ပါရဲ့ကျိုဝိုင်းရီတော့လာကျွေးရချက်ပြီးရောရင်နေတယ်ဗျာဟဲ့လာကျွေးချီရတထောင်မောင်မဲကောင်ဆိုတာလူစံကောင်ဟဲ့စင်တွေကြားတွေနဲ့ရှင်ပြရဲတဲ့လူနဲ့ကြံမပန်ကျွေးရတယ်လို့အေးလူစံကောင်ချီရခွေလင်းလေချိုးပြီးတက်ပေါက်မလားဟဲ့မသိပါဘူးလေဟဲ့ကျိုးစဲနေလို့ငါလေကျွေးကြရတော့ဗောအေးချီရတထောင်မောင်မဲကောင်တော့မဟုတ်နိုင်ပါဘူးလာကျွေးကျုပ်ကပြောပြလိုက်ရတယ်ကျိုးလေကြာလာတော့မနေနိုင်တော့ဘူးဗျကတွင်ကချက်လာတာနဲ့နဂါစိတ်ပေါ့လိတ်ကလေး3-4ဘွားပွားပြီးတွေးနေလိုက်တယ်ဘာတွေဘလို့ဖြစ်နေမဲကျုပ်ဖြစ်တွေးလို့ကိုမရတော့ပါဘူးဗျာကိုရီတာတီကိုကျုပ်တခုပြောအောင်မယ်ခင်တာကျုပ်ကိုပြောတာဗျကျုပ်ကဖွာလက်စားနဂါစိတ်ပေါ့လိတ်ကလေးကိုစလိတ်ခွက်တေးကိုခဏချထားလိုက်တယ်အေးပြောပါအောင်ခင်တာရဲ့ဒီလိုတော့အဲ့ဒီနေ့ကတနင်္ဂနွေနေ့ကျောင်းသူငယ်ချင်းတွေကဖျားလေးနဲ့မေးကျင်လို့လာကြတယ်ကျုပ်တို့လည်းလုံးနေကြအတိုင်းလောက်ကင်ပြီးဖျားလေးနဲ့မေးကြတာပေါ့တော့ကိုရီတာတီရဲ့အဲ့ဒီညအိတ်တော့ကျုံအိမ်မက်တဲ့တော့အေးဘလုံးမတ်တော့ကင်တာရဲ့အိမ်မက်တဲမှာကမ္ဘာတယောက်နဲ့ကျုပ်ကစကားပြောနေတာကိုရဲ့ထူးဆန်းချက်တော့ကျုံနဲ့စကားပြောနေတဲ့ကောင်မလေးဟာကျုပ်ရုံနဲ့တပွန်ဆန်းတွေပဲတော့အသက်လည်းကျုံနဲ့ရွယ်တူရဲ့ကျုံလူရဲ့စပင်အရှိကြီးကိုကျောပေါ်မှာဖန်လာချထားတာကြော
ခင်ကြတော့ဘာကြောင်းနေပြောကြတော့ကျုပ်ကခင်ထားအောင်မြင်လိုက်တာဗျကျုပ်ကဘာမှမပြောပါဘူးသူပြောတာကိုပဲနားထောင်နေတာသူကကျုပ်ကိုပြောရတော့နေဘယ်တော့မှရေးစားမထားနဲ့တဲ့ယောက်ျားဆိုတာကောင်းတဲ့သူအင်မတန်ရှားတယ်တဲ့သူဒီလိုဘဝမျိုးရောက်ရတာလေယောက်ျားတယောက်ကြောင့်ရောက်ခဲ့ရတာတဲ့ယောက်ျားတွေကိုဘယ်တော့မှအယောမဝင်နဲ့လို့ကျုပ်ကိုပြောပြီးအင်ပါဝါဘက်ကိုလှည့်ထွက်သွားတယ်တော့အဝါကိုရောက်တော့ကျို့သူလဲကြည့်တယ်အဲဒီမှာကျိုးလန့်ပြီးအချကွန်6အော်ရတော့ဟေးဘာဖြစ်လို့ရုံးခင်တာရဲ့ကျို့လဲကြည့်တဲ့မျက်နှာကစောစောကကျုံနဲ့တူတဲ့မျက်နှာမဟုတ်တော့ဘူးတော့ကြောက်စရာမျက်နှာကြည့်ပါတော့မျက်လုံးကြီးတွေပြူးထွက်နေပြီးပါးစပ်ကြီးကရွဲနေရတော့အဲ့လိုရွဲနေတဲ့ပါးစပ်ကြီးတွေကရှာနီနီကြီးကတွဲလောင်ကြီးကြောက်လို့တော့နေကြီးတွေကလည်းအချစ်ကြီးတွေပြီးတော့နှာခေါင်းမပေါဘူးတော့နှာခေါင်းနေရာကပြားချက်ကြီးတော့ကျိုးអော်လိုက်တဲ့အတန်ဟာခုနှစ်အိမ်လောက်ကြားနိုင်တာကိုကြီးရဲ့ဒါမဲ့ကျိုးអော်တဲ့အတန်ဟာအပြင်ကိုထွက်လာပုံမပေါ်တော့ကျုံလို့လာတော့ကျုံနဲ့အတူတူအိမ်နေတဲ့မြန်းတွေကတရှူးရှူးနဲ့အိမ်နေတာလို့တော့မလို့တော့ကျုံလည်းမျက်စိကျဲသွားပြီးချက်ချင်းပြန်အိမ်လို့မပြောတော့ဘူးအဲဒီချိန်မှာအိမ်ထဲကစီယိုဝက်မီအလင်းရောင်လေးနဲ့ကျုပ်ပေါင်မြင်ရတယ်တင်လေကိုကြီးသားစီဟေးပေါင်မြင်ရလို့တော့ဒီလေးကကျုပ်တို့ဖျားလေးနှုတ်ပြီးတဲ့ဖျားလေးကြီးကတဆက်ဆက်တုံလာပြီးလူလန်းလျှောက်တယ်လို့ရွေ့နေဟာကိုကြီးသားတီဟာဟုတ်လားခင်တာနင်တို့ကိုနှိုးပြီးမပြောက်လားနှိုးဖို့နေနေတာကြောက်တာနဲ့လှုပ်တောင်းမလို့ရေကိုကြီးသားတီအေးနောက်တော့အဲ့ဒီဖျားလေးကြီးဘာဖြစ်သွားတော့ခဏပဲကိုကြီးခဏရွေ့သွားပြီးတော့ပြင်းပြင်းသွားတယ်မနက်မိုးလင်းတော့ဒီကောင်မတွေကိုကျုပ်ကပြန်ပြောပြတာဒီကောင်မတွေကမြုံတော့နေအိမ်မက်မက်ပြီးစိတ်ကြောင်ချောက်ချဖြစ်သွားလို့နေမှာပါလို့ပြောကြတယ်ဒီကေကကြိုးသေးသေးကြကြမြင်လာတော့ကျုပ်ကငကားစီပေါ်လိုက်ကလေးကိုပြန်ဖွာပြီးတွေးနေမိတာဗျဖြားလေးနဲ့မိတာကိုအဆွဲလန်းကြီးဆဲလန်းနေတဲ့ဒီကောင်မလေးတွေ့ရကြောင်းကြိုတွေးနေရပေါ့ဗျခင်ဗျာအိမ်မက်ချိန်မှမအောင်ပြူကခင်ဗျာပုံစံဖန်တီးပြီးယောက်ျားတွေကိုကင်းကင်းရှင်းရှင်းနေဖို့ပြောသားတယ်ဆိုတာလေဟုတ်လောက်တယ်ဗျဘွားမေတုံကျုပ်ကိုပြောပြတယ်ဖြားလေးနဲ့မအောင်ပြူရဆိုရင်ဒီမှာမအောင်ပြူကသူ့ယောက်ျားပညာဗလာအမက်ကိုတိတ်ချစ်တာကြသူ့ယောက်ျားအဖမ်းခံရတယ်ကြလို့ဖြားလေးကလေးပိုက်ပြီးလိုက်သွားရကနေအသက်ခံလိုက်ရတာဒီတော့မအောင်ပြူပြောသလိုယောက်ျားတယောက်တည်းသူဒီဘဝကိုရောက်ခဲ့ရတာဆိုတဲ့စကားအမှန်ပဲပြောဗျာနေုံကိုကြီးတာတီကျုပ်ပြောဦးမယ်ကျုပ်ကတွေးနေရနဲ့ဘာမှပြန်မပြောဘဲခေါင်းငယ်ဖြတ်လိုက်တယ်ပြောတာကမြောက်နေဗျတင်ညမှာအကြောင်းနဲ့ကောင်တဲကြီးမဲကြီးခိုက်တာတော့ဟေးဟုတ်လားဘယ်မှာခိုက်တာတော့ဟဲ့ကျတို့အိမ်ကောင်မို့မှာခိုက်တာတော့ခိုက်လိုက်တာမှာတဲကြီးမဲကြီးကိုခိုက်တာရာကိုကြီးတို့မိုးပေါ်မှာပြေးကြလွားကြနဲ့အတန်တွေအော်ကြဟေးကြမန်ဖေးကြတဲ့အတန်တွေဆိုတာစွညင်တာပဲတော့ဟေးကောင်မိုးပေါ်မှာတော်ပုံပုံပြေးနေလိုက်ကြတာကျတို့9ယောက်စလုံးအဲ့လိုမရတော့ပဲချထိုင်နေကြတော့တာကိုကြီးကနာကြတော့ကြောင်းနှကောင်ဘလို့ဖြစ်ပြီးမြေကြီးပေါ်ရောက်သွားမှမသိပါဘူးတော့အိမ်ဝိုင်းထဲမှာပြေလွှာကြိုက်ခင်းနေတဲ့အတန်တွေကြရဲတော့ခဏကြတော့ဝိုင်းစကတရက်ပင်ကြီးပေါ်ကိုပြေးတက်သွားတဲ့အတန်ကြရဲကိုကြီးတရက်ပင်ပေါ်မှာလက်ကောင်သားကိုက်နေကြတဲ့အတန်ကြရဲတရက်ပင်ပေါ်မှာကိုင်းနေရင်ကနေအတန်တွေပျောက်သွားရောတော့ဒီတော့မှပဲကျုပ်တို့လည်းအိမ်လိုရသွားတော့ကျုပ်ကမြတ်နယ်ဘာပြောချင်မှမသိတော့ဘူးဗျဒါမဲ့မြတ်နယ်ကစကားဆက်တည်တယ်မနက်မိုးလင်းတော့မှဇလန်ကစားလို့တာကိုကြီးတာတီညာကြောင်နဲ့ကောင်အတန်ပြောက်သွားတာဘာကြောင့်လဲဆိုတာဒီတော့မှသိရတာကြော်ရဲ့ဟေးဘာဖြစ်လို့အတန်ပြောက်သွားတာတော့ငယ်ကျုပ်ကမြတ်နယ်မေးလိုက်တာဗျလက်ကောင်လုံးတည်တော့တာကိုကြီးတာတီဟေးကြောင်ချင်းကြိုက်တာတည်တယ်လို့မရှိပါဘူးဟဲ့ဟုတ်တယ်ကိုကြီးဒါမဲ့အဲ့ညာကြိုက်တယ်ကြောင်ချင်းနှကောင်ကတော့နှကောင်လုံးတည်လို့တော့တေးရမှလဲပင်းတွေလင်းကျိုးကန်ရပြီးတေးရတော့ဟေးဇက်ကြီးတွေကျိုးပြီးမျက်နှာကြီးတွေဟာကြောကုန်းဘက်ကိုတော့ရောက်နေရတော့ပြီးတော့ကြောင်တွေကတစ်ပင်ပွားပြုတ်ကြတာကျိုးဝိုင်းတွေကိုကြတာမဟုတ်ဘူးတော့လမ်းပေါ်ကိုကြတာလမ်းပေါ်မှာလူတွေဝိုင်းကြည့်ပြီးပြောနေကြလို့ကျိုးတို့တီးတာနင်တို့ကိစ္စလေးတပြေးပြေးရှို့ထွေးလာပါလားမြတ်နွေရဲ့အဲ့တော့ကျိုးတို့လည်းမသိကိုရစ်တာတီးနင်တို့ကတော့ဖျားလေးနဲ့ကိုဆက်မေးနေရပဲလားကြောင်ပေးရဲဆိုရင်မေးတာပဲတော့ကျိုးတို့မမေးလေကြောင်ကောင်မတွေဟာတယောက်မဟုတ်တယောက်ရောက်လာပြီးမေးတော့တော့အော်နောက်တစ်ခုရှိသေးတယ်ကိုကြီးတာတီကျိုးတို့စိတ်ထဲကပဲမျိုးကင်ဆိုတဲ့အကောင်လူဟာရုပ်ပြော့ပြော့ပါညာလင်းအင်မတန်ပွေးတဲ့အကောင်အဲ့ဒီကောင်ခင်တောက်လင်းအလေးတလူရေးစားစကားလိုက်ပြောတဲ့အကောင်တော့အဲ့နေရာလေးခင်တောက်ကိုလေးကအစင်အတက်မှာနှစ်ယောက်တည်းတွေ့လို့အတင်လန်းပိတ်ပြီးရေးစားစကားပြောတာတွေတော့အဲ့ဒါခင်တောက်သူအကျဉ်တွန်းဖယ်ပြီးလေးကကနေចောင်းပေါ်တက်ကိုတက်လာတာအမလီပြားလို့အော်တန်ကြလို့ခင်တောက်နောက်လဲကြည့်လိုက်တော့မျိုးကင်လေးကနေတလေးကောက်ကွေးပြုတ်ကျသွားတယ်တော့ရေ
လေးကတက်လာတဲ့တင်းချစရာဦးအောင်ကျွေးဟာကျွေးလို့စေးသွန်းထားလို့မသိတာတော့၏ဆရာဦးအောင်ကျွေးနဲ့သာမတွင်ဒီကောင်လေးကအောက်ကအော်တမန်တလင်းနဲ့ကောင်းနေရိုက်မိပြီးပွဲချင်းပြီးသွားနိုင်တဲ့ကိုကြီးဖျားလေးနဲ့အမောင်ပြူဟာခင်ထားသွားရလိုက်ပြီးဆောက်ရှောက်နေရကိုကြီးတတည်းခင်ထားကိုစိတ်နှောက်ရှက်ပြအောင်လုပ်လို့ကတော့လူရောခွေရောကြောင်ရောဘာမှမကြောက်တော့၏အားလုံးကိုလှုပ်ပြတာတော့ဖွားမဲ့တုံပြောတာဟုတ်လိမ့်မယ်တော့ဟေးဘာမြတော့မြတွေရဲ့မောင်ပြူကဖျားလေးနဲ့မပြစ်ခင်ဘလို့မှတော်ဖြစ်သေးလေရဲ့တော့ကျတော့အဲ့ဒီအရှင်နဲ့ဖျားလေးနဲ့ဖြစ်တဲ့ဘဝမှာတခါတလေကြမ်းတမ်းတတ်တယ်လို့ဘွာပြောဖို့ရတော့ဟုတ်လားဖွားမဲ့တုံကအဲ့လိုပြောသလားအေးဒီလိုဆိုရင်တော့ဟုတ်နေရပဲပေါ့မြတွေရဲ့ခင်ထားကိုမောင်ပြူကဘာဖြစ်လို့ဒီလောက်ခင်ထွယ်သွားတာတော့ဆိုတာစဉ်းစားလို့မရဘူးဟဲ့အိုးကိုကြီးတာတီးရလေနတ်ဆိုတာလက်ပြလာရဲ့ချစ်တယ်လို့ပြောကြတယ်ခင်ထားကလူတင်လာတာမဟုတ်ပဲလက်ပြပါလှလို့ရှိမှာပေါ့တော့ကျုပ်ကဘာမှပြန်ပြောနိုင်ပဲငကားစေးပေါ်လေးကလေးမင်းညီပြီးနေလိုက်တော့တယ်ကဲနောက်ရောဘာတွေထူးထူးခြားခြားဖြစ်သေးတော့ပြောပါအောင်ကျုပ်ကမေးလိုက်တော့တရားမျက်နှာတရားကြည့်ပြီးခင်ထားပြောရပြနောက်ထပ်တော့ဘာမှဖြစ်ပါတော့ဟိုကောင်တရားပဲရှိတော့တယ်အေးအဲ့ဒီသေးသွားတဲ့ကောင်ကဘသူတော့ဟဲ့အတွက်မှမြနယ်ကပြောဖို့ပါဇက်ပြန်လိုက်တယ်ကျန်တဲ့သူတွေကဘာမှမပြောဘဲညနေမျက်နှာကိုဝိုင်းကြည့်နေကြတယ်ဘေးကောင်ရှိဦးမလဲကိုကြီးတာတည်းရဲ့ကြော့ပေါ့ကြော့သေးတာဘာခင်ထားကိုစာပေးတဲ့ကောင်လေးသေးတာဟုတ်လားဖြစ်မှဖြစ်ရလေဟဲ့ဟုတ်တယ်ကိုကြီးဒီကောင်ကကြောကုန်းကိုလဝါရကြီးတင်အောင်ရက်လေအမှတ်မရှိဘူးစပိန်ရောလူရောမြောက်ပြက်လိုက်တာလေအမှတ်မရှိဘူးတော့အရင်ညက10နာရီလောက်ဒီအိမ်ရှိကိုရောက်လာတာဒီနီနာကလူတွေကတကားတွေတောင်ပိတ်နေကြပြီတော့ဒီကောင်ကအရက်တွေမူးလာတာဘေးကအကောင်နဲ့ကောင်ကတွေးလာရတာတော့ဒီအိမ်ရှိကိုရောက်တော့အတန်ပြဲချင်းနဲ့အော်ရတာပါတော့ဟေးဘလို့အော်လို့တော့များနေရဲ့ခင်တာငါပါကြော့ပါနေယူမတဲ့ချင်းမနေတဲ့ကောင်လေးဟာခင်တာနေမနာကြီးလားကြော့ဆိုရဲ့ကောင်တိတ်ချစ်ကြီးရဲ့ကောင်ပါခင်တာကြီးဒီညနေကိုယ်တိုင်ကြွလာပြီးကြောပြန်တော်လို့ပြောမှငါပြက်မယ်နေထက်မပြောမချင်းငါမပြောင်းဒါပဲအဲ့ဒါပဲခင်တာကြီးကျိုးချောင်းချင်ရောဒီကောင်ကသူ့ဘေးအကောင်စီဟာအရက်ပလင်းကိုယူပြီးထမော့နေသေးတာတော်၏ကျိုးတို့လည်းဘာလို့ရမယ်မသိတော့ကိုကြီးတတ်တီခင်တာဆိုတာလေးရှက်ပြီးငိုးနေပြီးတော့ဒီကောင်ကမူပြီးအတန်ပြည့်ခြင်းနဲ့အော်ကျနိုင်အော်နေရတော့တော်တော်ကြာနေတော့ဟိုဘက်ဝိုင်းကလေးလေးလောက်ပဲထွက်လာပြီးပြောတဲ့အတန်ကြားတယ်ကိုကြီးတတ်တီအေးလေးလေးလောက်ဝင်ရဘာပြောတော့ဟဲ့သူလေးတို့မင်းတို့တူလို့မသိတော့ပါဘူးကွယ်ပတ်ဝန်းကျင်ဆိုတာရှိသေးတယ်ကွယ်ကိုဟာကလူကြောင်မကောင်းအောင်အော်ရင်နေတာပြန်ကြပါတော့ကွယ်လေးလေးမြတ်တာခင်ပါတယ်ပြောတာတော့ဒီတော့ကြောကအရက်မိုးတန်ချင်းနဲ့ပြန်ပြောတယ်တော့ဒီမှာခမရနဲ့ဘာမှမဆိုင်ဘာမှလည်းမပတ်သက်ဘူးကျွန်တော်လုံးတောက်ကိစ္စကျုပ်ပါသားလာပြီးရှင်းတာခင်ထားတက်လာပြီးကြောရေးပြန်ပါတော့လို့ပြောမှပြုတ်ပြန်မယ်ဒါပဲခမရပြန်တော့ဘာမှလာမပြောနဲ့ဘယ်သူမှပြောလို့မရအောင်တလန်လုံးထွင်ရိုင်းနေကြိုရိုက်ကြမယ်ပြန်လာတော့မပြောင်းလေးလေးတောင်းမှန်တာပါတူလေးရဲ့ပြန်มาတော့ကွာတပည့်လေးမင်းလေးအတွက်လည်းမကောင်းပါဘူးအရှက်ရစရာဖြစ်တာပေါ့တူလေးရပြန်มาကွာဟဲ့လူခမရတော်စကားရှိတာပဲကျုပ်မပြန်ဘူးလို့ပြောပြီးမလားကျုပ်ပြန်စီချင်းခမရရင်တဲဝင်ပြီးခင်ထားခေါ်ချုပ်ခဲ့ဒါမှကျုပ်ပြန်မယ်ခမရတို့မတာကျုံနေမယ်ကြော်ရိအေးကောင်းကောင်းပြောလို့မရရင်တော့ကျုပ်ကရဲသွားခေါ်မှာပဲငါတူခေါ်ပြတော့ကိုရဲရီအားလုံးခေါ်လာခဲ့ကျုပ်ကကြီးကိုလုံးဝမဆိုင်ဘူးအဲ့ဒါနဲ့လေးလေးလောက်ဝင်ကသူ့အိမ်ထဲပြန်ဝင်ပြီးစပိန်ယူတယ်စပိန်လေးနေပြီးထက်သွားတယ်ကိုကြီးကြတဲ့ကျုပ်ကတော့လေးလေးဒီကောင်နေကြအောင်ကြောက်တယ်လို့ထင်တာဒီကောင်ကြောအောင်လေးလေးလောက်ဝင်လေတက်သွားရောဆက်អော်ပြန်တာပဲတော့အော်ရာမအတန်ပြေးချင်းနဲ့အော်ရာကြောရင်ခင်ထားရင်ငါယူနေပြီခင်ထားရင်နေကြောင်ငါယူနေပြီခင်ထားရင်ခဏလေးပြပြထွက်လာခဲ့ပါခင်ထားရင်ဟော်ရီယာငှက်ကြောမင်းရဲ့မျက်နှာလလလေးကိုဖိုးချင်တွေးချင်လို့ပါချစ်ရဲ့ဒီကောင်တပြေးပြေးလွန်လာပြီးတော့သူနဲ့ပါလာတဲ့နှကောင်ကလေသူ့ပြန်အောင်လို့ဘလို့ပြောဒီနှကောင်ကမရဘူးတော့ဆက်ပြီးအော်နေတော့ပဲတော့အဲအချိန်မှခင်ထားဘာလို့လိုက်တယ်တင်တော့ဟေးခင်ထားဘာလို့လုပ်လိုက်တော့များနေမောင်ပြူရင်ခင်ထားအရှက်ရအောင်လောင်လုံနေတဲ့ကောင်ဘာလို့ဒီတိုင်းကြည့်နေရတော့ရှင်မောင်ပြူဒီကောင်ကိုဆုံးမလိုက်စမ်းပါတော့လောက်ကလေးကြည့်ပြီးပြောလိုက်တာကိုကြီးတာတီခင်ထားစကားဆုံးနဲ့တပြိုင်နက်တည်းမှာပဲတော့ဝိုင်းရှိအောင်အော်တန်ကြီးထွက်လာတာတော့ဟေးဟုတ်လားဟဲ့အမလေးဗျာအာဆိုရဲအတန်ကြီးနေမကြုံမဆန်အော်ရတာကိုကြီးတာကြီးအယောအော်တန်ကြီးကလည်းဆုံးရောကြော်နဲ့ပါလာတဲ့ကောင်ကြီးအောင်အော်ရတာပဲတော့အမလေးဗျာဒါကြောင့်မအောင်ပြူကျိုးတို့တငယ်ချင်းဘာဖြစ်တာလဲမသိဘူးအယောအော်တန်ကြီးလည်းကြာရောလန်တီကအိမ်တွေဒီကောက်ဖွင့်တန်တွေကြားရတော့ပြီးတော့လမ်းမေးတဲ့အတန်တွေလည်းကြားရဟဲ့ကောင်လေးတွေဘာဖြစ်တာတော့မသိဘူးဗျာဒီကောင်ကြော်
ခေါင်းကြီးနောက်လေပြီးလဲကျသွားတာဗျလမ်းတရလူတွေဝိုင်းဝန်းကြည့်ပြီးတယောက်တစ်ပေါက်နဲ့ပြောနေကြတာကိုကျုပ်တို့ကြားနေရတော့ပေါ့ကြောဟာဟုတ်တာပဲလေပင်ကြီးကျိုးနေပြီကွာဟာမျက်နှာကြီးဟာကြောကုန်းဘက်ကိုရောက်နေပါလားလဲလင်ချိုးခဲ့ရတာတွေဟိုတလောကခွေးကြီးတည်တယ်လို့တည်တာပဲကွာဒါကြောင့်ဒီကောင်ဒီလောက်အော်နေအောင်မချီမဆန်ခင်မီမှာတည်သွားတာကွာအေးပေါ့မျက်လုံးကြီးတွေပြို့ထွက်ပြီးပါဆက်ကြီးကဟာလို့မျက်နှာအားရှုံးမဲ့ပြီးနေရလိမချီမဆန်ခန်းစားလို့ပေါ့ကွာဟဲ့ကောင်လေးနှကောင်မင်းတို့ရောဘာဖြစ်သေးတော့ကျုပ်တော်ကြောကုန်းတစ်ချက်အရိုက်ခံရတယ်ဗျာကျုပ်ရောပဲကျုပ်ကြောကုန်းအရိုက်ခံလိုက်ရတယ်ကျုပ်တို့ကိုအရင်ရိုက်တာဗျာကျုပ်တို့နေအောင်ရွှေကိုဟက်တို့လဲကြသွားတော့ဒီကောင်ကိုလဲလင်ချူရပဲဖြစ်မယ်ဒီကောင်မချီမဆန်အော်တဲ့ကြလို့ကျိုးလဲကြည့်တော့ဒီကောင်ကောက်ကြီးအောင်နောက်ကိုရွှေ့သွားပြီးကျိုးဆိုချလိုက်ရတယ်ဗျာဒီကောင်လေးမော်နိုင်တော့ပြီမလျောက်မောက်ပြီးလဲကြသွားတာကျိုးတို့နေအောင်ထားပြီးကြည့်လိုက်တော့ဒီကောင်မျက်နှာကြီးဟာအခုလိုပဲကြောကုန်းဘက်ကိုရောက်နေရဗျဒါဆိုဒီလာစိမင်းတို့နှစ်ယောက်ရဲ့ကြောကုန်းတွေကြည့်အောင်ဟာလုံဝါရကြီးတွေဟိုတကားတချင်းလာဆိုရင်ကိကင်တွေလိုပဲဟာလဲလဲလောက်ဝါကြီးမဟုတ်ဘူးဟာအေးဟာငါလောက်ဝါ9ဆလောက်ရှိတယ်လူတွေကျွတ်စီနဲ့ပြောနေတော့မှပဲရဲသွားခေါ်လိုက်တဲ့လေးလေးလောက်ဝင်ပြောင်းလာတဲ့တော့ရင်းဝင်လဲပါလာတယ်ဟာဝါကြီးဘာဖြစ်ကုန်ပြီလဲဟာသိပြီးလေးလေးလောက်ဝင်လဲလင်းချိုးခံလိုက်ရတာဗျဟော်ရီကောင်လေးနှစ်ယောက်ကတော့ကြောကုန်းကိုတစ်ချက်စီအရိုက်ခံရတာကြောကုန်းမှာလက်ဝါကြီးတွေထင်လို့ဗျဟာဖြစ်မဖြစ်ရလေကွာငါတောင်းမယ်နေကွာအိမ်ပြန်ဖို့တောင်းမယ်နာဘယ်လိုတောင်းမယ်လို့မှမရအောင်ကွာဟော်ရီကောင်လေးတွေသိပါရဲ့ဟုတ်ပါတယ်လေးလေးရေကြောမူးလာရင်တွေးစုရဲဗျကျုပ်တို့လည်းအိမ်ပြန်ဖို့တောက်လျှောက်ကိုပြောနေရပါဗျဘယ်လိုပြောလို့မှကိုမရဘူးဗျကဲမဆိုင်တဲ့လူတွေနောက်ဆုံးကြပါဗျဒါလူတက်မှုဖြစ်သွားရင်ကဲမောင်တို့မရစကန်ပြန်ပြီးစကန်မှုကအကျိုးအကြောင်းပြောပြီးခေါ်လာပြီးတော့ကျုပ်တို့အိမ်ထဲနေပြီးအတန်တွေကြားနေရတော့ပေါ့ကျုပ်ကအပေါက်ကနေချောင်းကျင်နေတော့မြင်လဲမြင်နေရတယ်နောက်တော့စကန်မှုရောက်လာပြီးပေတိုင်းတက်ပုံရိုက်ဟိုနှစ်ကောင်ကလေးသူတို့လဲကြတဲ့ပုံစံတွေပြန်လှုပ်ခိုင်းသူတို့လဲကြနေတဲ့နေရာနဲ့ကြောလဲနေတဲ့နေရာကိုပေတိုင်းတက်ပုံတွေတရိုက်နဲ့မိုးလင်းကနေတော့မှအလောင်းကိုစိန်ုံတည်သွားကြတာတွေတော့နေပေါင်းဟဲ့တည်သွားတဲ့ကောင်လေးရဲ့မိသားစုကိုတော့ပြောကြအောင်လားကျုပ်ကသတိရလို့မေးလိုက်တာဗျဟာပြောတာပေါ့ကိုကြီးထတီဒီလန်ထဲမှာသူတို့သူငယ်ချင်းတွေရှိရပဲဟာတောက်ခေါ်ကြတာပေါ့ကြောအင်္ဂလူတွေရောက်လာပြီးဒီအင်းရှိမှာငိုးလိုက်ကြတာတော့ရေကမနေဟန့်ယူရတယ်ဒါမဲ့သူတို့ပြောနေတဲ့အတန်ကြတော့ကြောကမိဘတွေမရှိတော့ဘူးတဲ့တော့တီကွန်ကြပြီတဲ့သူ့တော့မွေးစားထားတာဆိုပဲကြောကုန်းရိုက်ခံရတဲ့အကောင်နဲ့ကောင်ရဲ့မိဘတွေလည်းရောက်လာကြတာပဲတော့ဒါမဲ့အလောင်းထိသွားတဲ့အချိန်မှာအဲဒီကောင်နဲ့ကောင်ရဲကအိမ်ပြမလို့ဘူးရဲစခန်းကိုခေါ်သွားတယ်ညနေကိုလည်းရဲတွေကလာစစ်တယ်ဆိုဘယ်ချိန်လာစစ်တာတော့နောက်နေ့မနေ့အစောကြီးလေးလေးလာဝင်ကလာပြောတယ်ညနေတို့ညတို့ဒီနေ့အကြောင်းမသွားကြနဲ့ရဲကနေတို့ကိုမေးစရာရှိရလို့ပြောတယ်သူတို့လာလိမ့်မယ်လေးလေးလာဝင်ပြောတော့ကျုပ်တို့အကြောင်းမသွားဘူးတော့ရဲတွေကနှက်ခါတော်လာစစ်တာတော့အရင်မှရတော့ကားကဲသွားပြီးဘာကျွေးဘာခင်စီကိုစားဖို့ရဲတွေကမနေ့9 နာရီလောက်မှရောက်လာတာတော့ကျုပ်တို့အိမ်ရှိမှာလူလေး9 ယောက်ရောက်လာလိုက်ဆူလုပ်ပြီးညအကြောင်းတွေပြောလိုက်ကြတာပေါ့ကျော်လေးလေးလာဝင်တို့ဝိုင်းတင်းမှလည်းလူတွေအုံပြီးဒီအကြောင်းတွေပဲပြောနေကြတာပေါ့ကျော်ရေအနေတို့ဖာရီမေးတော့အဓိကမေးတာကခင်တာမေးတာတော့အေးပေါ့ခင်တာအဓိကအကြောင်းရင်ဖြစ်နေရကိုအေးဖာရီမေးတော့ခင်တာကျုပ်ကမေးလိုက်တော့မှခင်တာပြောပြတာဗျကျမလေးနာမည်ဘယ်လိုခေါ်တော့ကျမနာမည်ခင်တာပါတခြားနာမည်ရှိသေးလားမရှိပါဘူးခင်တာလို့တော့ခေါ်ကြတယ်ခင်တာသူyes ကမူလာပြီးစစ်ဆေးတာကိုအားလုံးပြောပြရဗျအခုတည်သွားတဲ့ကြောနဲ့သူမနဲ့ကကျောင်းမှာတကန်တည်းတာမဟုတ်ဘူးရှင်ကျမအပြီးခံဒီကောင်ကစီခံသူမကိုကြောကစာပေးရဆိုတာဟုတ်လားဟုတ်ပါရဲ့စာဘယ်နှခါပေးဖို့တော့တကားပဲပေးဖို့တာပါဘယ်တော့ကပေးတာတော့လွန်ခဲ့တဲ့2 လလောက်ကပါအတိအကျတော့မမှတ်မိဘူးစာရေးမှာပါရေးထားတော့ကျမမသိဘူးသူ့စာကိုကျမမယူလွတ်ပြစ်ခဲ့တယ်နောက်တဲ့ပါဇက်နဲ့လိုက်ပြတာဆိုတာရှိလားတွေ့ရင်တော့မကြတကြပြောတာတော့ရှိတယ်တင်းရှိကိုအမြဲတမ်းလာဟိုတလောကလာတာတော့တည်တယ်နောက်တက်လာမလာတော့ကျမမသိဘူးအဲဒီခါလာတော့ဟာသူတယောက်တည်းလာသူငယ်ချင်းတွေရောပါသေးတာမပါဘူးရှင်သူတယောက်တည်းစပိန်နဲ့လာတာပြီးတော့တချင်းတိုက်တယ်လို့ဘာလို့နဲ့ကျမနာမည်ကိုအော်ဆိုသွားတာကြားလိုက်ရတယ်ဒီရှိမှာစပိန်နဲ့ခောက်တိုးခောက်ပြန်သွားပြီးအော်ဆိုနေရနောက်တော့စပိန်မြောက်တက်သွားတယ်ပြောကြတာပဲကျမကိုယ်တိုင်တော့မတွေ့လိုက်ဘူးဘလို့စပိန်မြောက်တက်သွားရင်ဟုတ်လားတူမဟုတ်တယ်ရှင်ဟိုဘက်အိမ်ကလေးလေးလာဝင်တို့တွေ့လိုက်တယ်ပြောတာပဲစပိန်ရောလူတရက်လောက်မြောက်တက်သွားပြီးပြန်ပြုတ်ကျသွားတာစပိန်နှစ်စီလုံးဒုက္ခသွားတယ်လို့ပြောကြတယ်
ကျမတို့အထက်မကြည့်ဘူးအော်ဟုတ်လားဒီเจ้าကိုလာဝင်တို့စီမှာမင်းသိနိုင်တာမဟုတ်လားသူမသိနိုင်ပါရဲ့ရှင်သူမကိုကြောဟာစားလိုက်ပေးတော့ကကျောင်းကဆရာမကိုတိုင်တိလားမတိုင်ပါဘူးရှင်ဘာဖြစ်လို့မတိုင်တာတော့တိုင်ရမှာရှက်လို့ပါပြီးတော့အဲ့လိုတိုင်ရင်ပြဿနာပူကြည့်တော့မှဆိုလို့ပါကြောတည်ရညာသူမအိမ်ထဲမှာရှိလားဟုတ်ကဲ့ရှိပါတယ်သူလာပြီးအော်ဟင်းနေရဲ့အတန်တွေသူမအိမ်ထဲကနေကြားနေရလားဟုတ်ကဲ့ကြားနေရပါတယ်သူမစိတ်ထဲမှာဘလို့နေတော့ကျမအရင်ကိုရှက်တာပဲဥရဲ့ဒီကောင်ကကျမနာမည်ကိုအကြေးကြေးအော်နေရရှင်လန်တရားလူတွေဟာတော့မပြောကြလားဟိုဘက်အိမ်ကလေးလေးလောက်ပဲထပ်ပြောတာကြတယ်ကိုလောက်ဝင်ပြောရမယ်ကျမဘလို့သိတော့လေးလေးလောက်ဝင်ရဲ့အတန်ကျမမမိနေရလေကိုလောက်ဝင်ဟာသူ့ကိုတော်ရတကြီးပြောတာလားဟာမဟုတ်ပါဘူးလေးလေးလောက်ဝင်ဟာသူ့ကိုတောင်းပဲပြောပြီးပြန်ခိုင်းတာပါနောက်တော့ကိုလောက်ဝင်ဟာဘာပြောတော့ပြောလို့မရရင်ရေးသွားခေါ်မယ်လို့ပြောရရှင်ကိုလောက်ဝင်ထွက်သွားပြီးဘလောက်ကြာမှရုံရင်းဆန်ခဲဖြစ်တာတော့လေးလေးလောက်ဝင်ထွက်သွားပြီး10မိနစ်15မိနစ်လောက်ကြာမှမကြုံမဆန်အော်တန်ကြရတာပါဘလို့အော်ရာတော့တူမရဲ့အမလေးပြဆိုရဲအတန်ကြီးကြတယ်ခဏနေတော့သူရဲ့ဘာလာတဲ့ကောင်တွေကလာကြပေါင်းပြိုးဆိုပြီးအော်ရတန်ကြရရှင်အဲ့လိုဖြစ်သွားတဲ့အချိန်မှာကျတို့ချက်ချာဘာတန်တွေကြရသေးတော့တခြားတော့မကြရပါဘူးသူတို့အော်တန်တွေကြတော့လန်တဲ့ရလူတွေအိမ်ထဲကနေပြေးထွက်လာတဲ့အတန်တွေပဲကြားတယ်ငါတို့မှသူကိုမြင်ချင်တယ်ဒီသူငယ်ချင်းအချင်းချင်းရံဖြစ်တာတော့မဖြစ်နိုင်လားရံဖြစ်တဲ့အတန်တော့ကျမမကြားပါဘူးကြောကကျမနာမည်ကိုအောက်ခေါ်ပြီးပြောချင်ရတွေရှောက်ပြောနေရပဲကြားတာပါခဏကြာတော့မချီမဆန်အော်ရအတန်ကြီးကြားလိုက်တာပါပဲရှင်အခုတည်သွားရဲ့သူလေးကဟော်ရီယာသူမလေးရဲ့ပေါ်မှာတော်တော်လေးဆွဆွဲလန်းလန်းရှိပုံရရေးကွယ်ငါတို့မှဟောဒီသူငယ်ရဲ့ပေါ်မှာတန်ရွံ့စင်ဖြစ်တဲ့စိတ်ကလေးပါလိမပေါ်ဘူးလားကျမမှအဲ့လိုစိတ်မျိုးလုံးဝမရှိပါဘူးရှင်သူ့ဘောကောင်းတာပဲကွာလေးလေးကစဉ်းစားနေရကွာခင်ထားကိုကြောက်မကြပဲရွာပြန်ခေါ်သွားမလားလို့ဟာဗျာလေးလေးရလေဒီလိုလုံးလို့တော့ဖဲပြစ်မှာတော့လေးလေးရကျုပ်ကလေးလေးပါခင်တော်တော်ဖြောင်းပြယူရတာပြုတ်နောက်နေ့ရောက်တော့ကျုပ်ကခင်ထားတို့အစုဖျားလေးနဲ့ပင့်ပြီးမိခိုင်နေအရင်မကြီးကိုတော့မလန်မကန်ကပဲစောက်ကြည့်နေဖို့ပြောထားတယ်ကြကျုပ်ကတော့မြက်တွင်စီးခွင်းပြီးကလေးမရဲ့တနက်ကားလေးနဲ့အခန်းထဲမှာဝင်ပုံးနေလိုက်တယ်ကျုပ်တို့အညာအိမ်တွေကအခန်းကလေးဝါတီဟန်ကြီးတွေကားရပဲလေဗျာထရန်ပေါက်ကနေကျုပ်ချောင်းကြည့်လို့ရတာပေါ့ဗျမြတ်နယ်ကအတွက်မှလေးဗျာသွားပဲဝိဒဆင်ဖျားလေးကိုဂုံဒီအကျိုးတစ်ချောင်းနဲ့ခါလေရစီးလိုက်ပြီးတော့မှတမိန်ဝတ်ပြီးတမိန်ကိုလည်းဂုံဒီအကျိုးတစ်ချောင်းနဲ့ခိုင်အောင်စီးတည်ရဗျာအပေါ်ပိုင်းမှာရင်ဖုံအင်ကြီးတဲ့ဝတ်ပြီးတယ်ဗျာအင်ကြီးရှောမကြအောင်တဲကြည်ကြီးတစ်ချောင်းနဲ့ဖျားလေးမှာချိတ်ထားလိုက်တယ်ပြီးတော့ဖျားလေးရဲ့အပေါ်မှာစံသူအရှိကြီးတစ်ချောင်းကိုတက်ပစ်လိုက်တယ်ဗျာဂုံဒီကျိုးတစ်ချောင်းနဲ့ပဲချီရပေါ့ဗျာပြီးတော့မှအစံသိရှာထားတဲ့ကောင်းရံပန်းအနေကြီးတစ်ပွင့်ကိုစံတုမှာပန်းပေးလိုက်တယ်နောက်ဆုံးကျတော့မှမိမပုံမျက်နှာပုံကိုဖျားလေးမှာတက်ပစ်လိုက်တယ်ဗျာဒီတော့မှကျုပ်တီတီချာကြီးမိတာပြုတ်သူတို့ဖျားလေးကြီးအားကြောက်စရာကောင်းနေပါဗျာဖျားလေးကလူပုံစံကြီးဖြစ်နေရဗျာဖျားလေးရှိမှကြောက်ပြင်းတဲ့တနက်ကားတုံးမှန်နေပြီဗျာမြတ်တွေကသူ့ပတ်စာနဲ့ပေါင်တာတွေတုပ်ပြီးမျက်နှာကိုပေါင်တာတွေရိုက်ပြီးတယ်ပြီးတော့မှလက်ဖက်ပွဲနဲ့မြောက်ပြီးမောင်ဖြူကိုပြင့်လို့ရပြုတ်ရှင်းမောင်ဖြူရှင်ညီမတော်တို့နဲ့ပြောပါပါလာကစားရအောင်အမြဲဆုံးကြောက်ခဲ့ပါလက်ဖက်တီကိုဂွန်းတီကိုနဲ့ရိုးရမပြတ်ပူဇော်မြဲပူဇော်ဘာတာမြဲဘာတာပါရီကြွပါရှင်းမောင်ဖြူကြွပါကျိုးကထရင်ပေါက်ကနေချောင်းကြည့်နေရပြုတ်မကြောက်ဗျာဖျားလေးနဲ့မောင်ဖြူမကြောက်မြန်းတွေကခင်ထားလေးကြည့်ခင်ထားလေးညိုမြကိုကြည့်တရားမျက်နှာတရားကြည့်ကြတာပေါ့ဗျာဟဲ့ခင်ထားနေမောင်ဖြူကငါတို့စိတ်ဆိုးသွားပြီထင်နေတဲ့မြန်းတွေကပြောလိုက်တာဗျာငါတို့ကမောင်ဖြူကိုဘာလို့စိတ်ဆိုးမှာတော့ဟဲ့ခင်ထားမနေ့ကလေးလေးပါခင်ခေါ်လာတဲ့ဆရာကသူ့အမိတ်တွေပါပြန်ပြီးလမ်းခေါ်လို့စိတ်ဆိုးပြီးဆရာကိုရိုက်လွတ်လိုက်တယ်လေဟဲ့စိတ်မဆိုးရင်ရိုက်ပါမလားဟာမြန်းတွေကလေအဲ့ဒါငါတို့လောက်တာမဟုတ်ဘူးလေဟဲ့ငါဘာလောက်တာပဲငါတို့နဲ့ဘာဆိုင်လို့တော့ဟဲ့အဲ့ဒီဆရာကိုငါတို့ခေါ်လာရမှမဟုတ်တာဟဲ့မြန်းတွေကလေအဲ့ဒါငါတို့လောက်တာမဟုတ်ဘူးလေဟဲ့ငါဘာလောက်တာပဲငါတို့နဲ့ဘာဆိုင်လို့တော့အဲ့ဒီဆရာကိုငါတို့ခေါ်လာမှမဟုတ်တာငါစိတ်တင်တော့မအောင်ပြိုရှောင်းနေတဲ့တင်တာပဲညိုမြလေးလေးကြီးပြောတာဗျာဘာမောင်ပြောကငါတို့ဘာဖြစ်လို့ရှောင်းမှာတော့ညိုမြဟေးအဲ့ဒီရှိမှခင်သားနဲ့ပတ်သက်တဲ့လူကြမှုဖြစ်သွားလိမောင်ပြောတတ်လိုက်တာမဟုတ်လို့ဘာသူတက်တာဖြစ်မှာတော့ပြီးတော့ကျိုးရဲရလာပြီးစစ်စစ်လာလောက်တာသူတိမှာပေါ့ဟဲ့ဒါကြောင့်ခဏရှောင်းနေတာဖြစ်မှာပေါ့ညိုမြနင်းပြောတဲ့တဘောဟာသူနဲ့ပေါင်းအဖဲကေရမှာဆိုလို့မြအောင်ပြောကရှောင်းနေရလို့ပြောရလား
မြနွယ်ကညိုမြကိုမေးလိုက်တော့ညိုမြကအေးဟုတ်တယ်မြနွယ်ညိုမြရဲ့မဟုတ်တာတော့နေရာတော်တော်ကိုကြွေတာဟဲ့ညိုမြငါပြောမေးမောင်ပြူဟာနဲ့ဟဲ့နဲ့ဖြတ်လေးနဲ့ကရေးကိုကြောက်မလားညီမလို့ကြမ်းကြမ်းပပန်တွေးရတော့ကဲပါရဲ့တခါချက်ပင်းချီစမ်းမအောင်မောင်ပြူခီးတွေပါလေလွန်းနေတာဖြစ်ချင်ဖြစ်မှာပေါ့ခင်သားဝင်ပြောရပြအေးဟဲ့ငါကြားဘူးလေလက်တပင်အစီဝေးဆိုတာရှိတယ်လေမောင်ပြူနဲ့တပင်အစီဝေးပါလေတက်နေရလားမှမသိတာညနွေကပြောရင်းနဲ့နောက်တစ်ခါချက်ပင်းဖို့လုပ်တယ်ကဲနင်တို့ဖျားလေးကိုပြန်မထားငါချက်ပင်းကြည့်မယ်ရှင်မောင်ပြူရှင်မောင်ပြူချက်တဲ့တနလာတမင်းလေးခင်သားပင်းဖိတ်ပါလေခင်သားတို့နဲ့ပြောပါပါကစားအောင်ကြွားခဲ့ပါမောင်ပြူရှင်ဟောကြွားပြီပြို့ကြွားပြီကျိုးချောင်းချင်းနေတဲ့တကားပေါက်ကနေအတိုင်းသားမြင်နေရတယ်ဗျကျိုးချောင်းချင်းနေတဲ့ထရံပေါက်ကနေအတိုင်းသားမြင်နေရတယ်ဗျဖျားလေးကြီးရလူနှောက်ဝင်းတယ်လို့တဆက်တုံးနေရဗျကလေးမတွေပြောတာဟုတ်သားဗျဖျားလေးကိုင်းထားတဲ့ကလေးမတွေဟာဖျားလေးကိုအောက်ချလိုက်တယ်ဟေးဘာလို့ချလိုက်တာတော့ခင်ထားရဲ့အလီကြီးဖြစ်လာလို့များနေငါတို့မနိုင်တော့ဘူးကျိုးချဘူးတာဖျားလေးနဲ့မေးတဲ့ကကိုင်းထားတဲ့လက်ကိုမလွတ်ရဘူးလေဗျလွတ်လိုက်ရင်ဖျားလေးနဲ့ကပြန်ထွက်သွားရောတဲ့ကရောဒီကောင်မလေးတွေဖျားလေးကိုကျမ်းပြမောချထားတာဖျားလေးနဲ့ကမထွက်ဘူးဗျဖျားလေးတရားတစ်ဆက်တုံးနေတော့မယ်ရန်တွေကလက်ဖက်ပကံကိုမပြီးဖျားလေးနဲ့ရဲ့မျက်နှာနားမှာမြောက်လိုက်တယ်ပြောဘေးယူပြီးစပင်းဖြည်းဖြည်းရှင်မပြူညီမတော်တို့ကိုစိတ်မကူပါနဲ့ရှင်မနေ့ကလာတဲ့ဆရာကိုညီမတော်တို့ပြင်လာတာမဟုတ်ပါဘူးဘာတွေပါခင်ပြင်လာတာပါညီမတော်တို့အပေါ်မှာခိုင်းလိုပဲခင်ပါမင်းမခိုင်းလိုပဲစောက်ရှောက်ပါတော့ကဲမောင်ပြူညီမတော်တို့ကိုစိတ်မကူဆိုရင်ဟော်ရီဘီယူပြီးရှင်မကိုယ်တိုင်စိတ်တိုင်းချစံကေတာဖိတင်တော်မူပါရှင်မောင်ပြူဟာမြန်းနယ်စကားလေးဆိုရောမြန်းနယ်ရဲ့လက်ထက်ကပြီးကိုစကနေဆွဲယူပြီးစန်းတူကြီးကိုဖြည့်ရပါပဲဗျာကြိုးတက်တကားမှမြင်ဘူးလေမြင်ခွင့်မဲ့ဗျာရှင်မောင်ပြူဟော်ရီယာခင်ထားလို့အရင်လိုပဲချစ်ကြည့်ရဲဆိုရင်ခင်ထားရဲ့ကောင်းလေးကိုနှစ်ချက်ပုတ်ပြပါရှင်မရဲ့ဟောဟုတ်ပါဗျာကလေးမတွေပြောတဲ့အတိုင်းပဲဖျားလေးကကားလေယာနေတစိချိုပြီးခင်ထားရဲ့ကောင်းကိုလက်ချက်ပုတ်ပြရဲရုပ်ကျိုးလေးချက်ချင်းပဲကားထားယူပြီးမြက်ွယ်စိတ်ကိုအဆန်းရှိအောင်လုပ်လိုက်တယ်ဗျာကားထားခုနအိုယူပြီးတော့မှကျုပ်ကတရပေါက်ကနေပြန်ပြီးချောင်းကျစ်လိုက်တာဟာကျိုးဆန်းလာချင်လားဗျာကျုံမျက်စိထဲမှာဖျားလေးမရှိတော့ဘူးဗျာဖျားလေးနေရာမှာခင်ထားဗျာခင်ထားနေရာဖြစ်နေပါဗျာဒါနေရာကခင်ထားတယောက်ကလေးမလေးရဲ့အလေမှာရက်နေရာခင်ထားတယောက်ဗျဒါပေမဲ့ရက်နေတဲ့ခင်ထားကဝတ်ထားတာကဖျားလေးမှာဝတ်ထားတဲ့တမိန်နဲ့အင်ကြီးဗျကောင်းမှာတော့ခင်ထားလိုပဲစိတ်ပေးအရှိကြီးဖျားလာချလို့ပေါ့ဗျာကျုပ်ပြေဘလုံးမကိုနားမလည်နိုင်တော့တာပြောလူတယောက်ကနေနေရာဖြစ်နေတာကျုပ်တကားပဲမျိုးရတာပြောဒါမဲ့ဖျားလေးနဲ့မိတဲ့ကလေးမလေးတွေကတော့သူတို့မျက်စိတွေမှာဖျားလေးကြည့်ပဲမြင်ကြတာပေါ့ဗျာကျုပ်ကတော့ကားထားနဲ့မျက်ခွေစီရဲ့စိတ်ချမ်းချောင်းမြင်နေရတာကိုဗျာရှင်မအရှိလာပြီးတောင်းချက်နေတဲ့ကောင်ကိုရှင်မလိုလိုက်တာဆိုရင်ခင်ထားကောင်တုံးချက်ပုတ်ပြပါရှင်ဟောကလေးမတွေရဲ့အလေးမှာရင်းနေတဲ့ခင်ထားကဂျိုင်းနေခင်ထားရဲ့ကောင်ကိုလဝါနဲ့တုံးချက်ပုတ်ပြတယ်ဒါမဲ့ကလေးမတွေကတော့ဖျားလေးကြီးကပုတ်တယ်လို့ပဲမြင်တာပေါ့ဗျာညနေကတော်တော်တေကောင်းမှလေးဗျာတကူပြီးတကူကိုဆက်မေးနေတာသူတို့မိသည်များကိုစပင်းဖျားလာခြင်းနဲ့မတည့်ရနေတဲ့ခင်ထားလေးခေါင်းလေးတွေကိုပုတ်ပြီးဖြစ်နေပြီပြုတနားရီလောက်မိပြီးတော့မှညနေအလေးမှာကမောင်ဖြူကိုပြန်ဖို့ရဗျကျုံမျက်စိတင်မှာဖျားလေးကြီးပဲပြန်မြင်ရတယ်ကောင်မလေးတွေကဖျားလေးမှာဝတ်ဆင်ထားတဲ့တမင်တွေအင်ဂျီတွေကိုကပြကရချွတ်ပြလိုက်ကြတယ်ဖျားလေးကိုလည်းကြမ်းပြမှာပြန်ခရလိုက်ပြီးမှပြန်လင်းလိုက်တယ်ဒီလိုမှကျုပ်လေးပုံနေတဲ့ကန်တွေကထွက်လာခဲ့တာပေါ့ဗျာကဲကိုရေးကြတယ်မြင်ပြီးပြီမလားဖျားလေးနဲ့တကယ်ဝင်တာကိုရုံးပြီးမို့လားအေးဟာနင်တို့ဖျားလေးနဲ့ကတကယ်ဝင်တာဟာကျိုးကပြောရတာပေါ့ဗျာကျိုးမြင်တဲ့အတိုင်းရတော့သူတို့ကိုပြောလို့ဘယ်ဖြစ်နိုင်မလဲညနေရောက်တော့လေးလေးပခင်ဖျက်လာတယ်ဗျာတာတီဘာတူတော့ကလေးလေးပခင်ဟာလေးတန်လေးနဲ့ကျုပ်ကိုမိတာဗျာကျိုးကလည်းလေးတန်လေးနဲ့ပဲပြောပြတာတူးတယ်လေးလေးဟေးဘယ်လိုတူးတာတော့ကွာသူတို့စီကိုလာရတော့အမှန်ပဲဒါမဲ့ကျုပ်အောင်နေရကကြွလာရကဖျားလေးနဲ့ပုံစံခင်ထားနဲ့ချွတ်စုပ်ကိုတူနေဟာဗျာဟေးဘလို့ကွာတာတီဟာဒီလိုလေးလေးဟာသူတို့ကခိုင်းလိုပဲဖျားနေပင်ကြတယ်အားရီမှာဖျားလေးနဲ့ကတကယ်ကြွလာတာဗျာဒါမဲ့ကျုံမျက်ကွင်းစေကွင်းကြီးကြီးတော့ဖျားလေးနဲ့ကခင်သားနဲ့ရုံရောကိုလုံးကိုပါရောချွတ်စုပ်ကိုတူတာဗျာဟေးဒါဘလို့ဖြစ်တာတော့တာတီအဲ့ဒါတော့ကျုံလည်းမသိဘူးတကူတော့သိလိုက်ရတယ်မြန်းတွေကဖျားလေးနဲ့ကိုမေးတယ်ဗျာအင်းရှိမှလာပြီးတောင်းချင်းနေတဲ့ကောင်မအောင်ပြိုလှုပ်လိုက်တာလားဆိုတော့ဖျားလေးကသူတို့ကောင်ပုတ်ပြတယ်ဟေးဒါဆိုရင်သူလှုပ်တာပေါ့ဟုတ်လားတာတီဟ
ဟုတ်တယ်လေးကောင်းလေးတည်တော့တာသူလှုပ်လိုက်တာတွေဗျာဟာဒါဆိုရင်ဒီအကြောင်းရေးရောအကြောင်းကြားရမှာပေါ့ကွာဟာဗျာလေးရလေရေးရအဲ့လိုတွားပြောတော့ရုံးမလားနတ်ဆိုတာမြင်ရတာမျိုးမှမဟုတ်တာဘယ်လိုတက်တည်ပြမှာတော့အေးကွာဒါလည်းဟုတ်တာပဲလေးဆိုရင်ဒီမှုကြီးကလေးမရေးစီပတ်သက်လာမှစိုးလို့ပါကွာမင်းကလေးတွေမလားရေခဏခဏလာပြီးစစ်စင်းရင်လေဘေးကောင်းမှာတော့ကွာဟုတ်တော့ပေါ့ဗျာလေးဟာဒီကိစ္စကြီးတော့ပြောလို့ဘဲဖြစ်မှာတော့ဗျာအဲ့ကောင်လေးတွေကိုဖြားလေးနဲ့မအောင်ပြတတ်တာပါလို့တော့ဘယ်နဲ့လို့ပြောမှာတော့လေးရဲ့မင်းပြောတာဟုတ်ပါတယ်တတိငါသူကြီးအနေနဲ့ရှောင်းအောင်ကွာစိတ်ချပါလေးဒီကိစ္စကြော်လဲတော်တော်ကိုစိတ်ဝင်စားသွားပြီတီကြကြတီအောင်ကျိုးလုံးမှာပါဗျာလေးကိုပြောလိုက်ပြီးတော့ကျိုးစင်စားတယ်ကောင်မလေးတွေကဖြားလေးနဲ့မအောင်ပြကိုပင့်နေဒီကလေးကြွားတယ်ဒါမဲ့ဖြားလေးနဲ့ကဘာဖြစ်လို့ခင်ထားနဲ့တပုံစံနေဖြစ်နေရတော့ဗျာပြီးတော့ဒီကောင်မလေး9ယောက်တည်းမှာခင်ထားကိုဖြားလေးနဲ့ကအချစ်ဆုံးနဲ့အခုဖြစ်ခဲ့တဲ့များအကြောင်းတွေကိုပြန်တွေးကြည့်နေခင်ထားကိုစောက်ရှော့ကောက်ွယ်တာကြီးပဲကောင်မလေးတွေကျိုးကိုပြောတဲ့အချိန်မှာတို့သူငယ်ချန်တယောက်ကခင်ထားနဲ့တူတဲ့အကြောင်းသူတူလိုက်တယ်ဆိုတာတော့ဆရာမကကိုရန်ဆောင်ပါခင်ထားကိုတူလိုက်တယ်ဆိုတာတွေကတော်တော်ကိုစဉ်းစားစရာဖြစ်နေပြီကြုံမျက်ခွင်စိတ်ခွင်ပြီးကြည့်လို့မရတော့ခင်ထားနဲ့တပုံစံနေဆိုတော့တော်တော်အထူးကြတဲ့အဖြစ်ပဲဗျာညရောက်တော့ကလေးတွေကအကန်တဲ့ဝေးကြမှာမဟုတ်ပါဘူးဘယ်သူအပေါ်မှာမှမရှိဘူးရှင်ကျမကဒီနေ့ဆယ်ရန်နီစမွဲအောင်ဖို့လောက်ပဲကျမစိတ်ထဲမှာရှိရပါကောင်းပါလေဒူမလေးရေစားကြိုးစားပါဆယ်ရန်ဆိုတာတိတ်ရေးကြည့်တဲ့အတန်းပေါ့ဗျာကဲကျန်တဲ့ကလေးမလေးတွေကိုဦးနည်းနည်းပါပါမေးချင်သေးတယ်ရဲဦးကြီးကအဲ့လိုပြောလိုက်တော့ကျန်တဲ့ကျုပ်တို့လေးယောက်ကိုရောအကြီးမကြီးကိုရောနည်းနည်းပါပါမေးတယ်ကိုကြီးတက်တီဒါမဲ့ကျုပ်တို့ကိုမေးတာကခင်တောက်မေးတာတော့မများပါဘူးအကြီးမကြီးကလူကြီးမလားအခုလိုရဲတွေပါတွေစစ်တာမိတာတခါမှမခံစားဘူးတော့အတော်ကြောက်နေဟာတော့ကျုပ်တို့ကိုစစ်ဆေးပြီးတော့ဝိဘက်ဝိုင်းရလေးလာဝင်းကိုတွားပြီးစစ်ဆေးတယ်လေးလာဝင်းပြီးတော့တံဖက်ဝိုင်းကိုလည်းတွားစစ်ဆေးသေးတယ်တော့ရဲတွေပြန်သွားတော့မှလေးလာဝင်းကလာပြောတယ်ရဲတွေလည်းလူသက်မှုနဲ့အမှုဖွင့်ထားပေမဲ့တဲလွန်စားဘလို့မှကိုမရအောင်ဖြစ်နေတယ်တော့ကြော်နဲ့ပါလာတဲ့နှစ်ယောက်ကိုတော့ရဲစခန်းမှာတင်းရလို့စစ်ထားတယ်မနေ့ရောက်တော့ပြန်လွှတ်ပြလိုက်ပါတယ်တဲ့ဒါမဲ့ခရီးသွားခွင့်မပြုဘူးလို့ပြောတယ်ပြီးတော့ကြော်သေးတဲ့တဲ့ရင်တမျိုးလုံးမှာပြက်နေပြီလို့လာပြောတယ်အဲ့ဒီအကြောင်းစင်းတင်ရောက်တော့ကျောင်းကကျုပ်တို့တငယ်ချင်းမတွေလိုက်လာပြီးတဲ့မေးကြတာပေါ့ကြော်အတူပါတော့ရင်ခွဲယုံမှာခွဲစိတ်စစ်ပြီးနေကျန်တကြိုလိုက်ကြရတော့နေဦးမြနေအဲ့ကောင်လေးအတူပါနုံလိုက်ဖို့လိုက်ကြသေးလားဟာကိုကြီးတက်တီးရလေကျုပ်တို့မပို့ပါဘူးကျုပ်တို့လိုက်ဖို့ရင်ခင်ထလူတွေဝိုင်းကြည့်ကြတော့မပေါ်တော့ခက်တာအဲ့ဒီကိစ္စပြီလို့ကျုပ်တို့ကြောင်းပြန်တဲ့အချိန်မှာခင်ထအကြောင်းမှာဟိုလူကြီးဒီလူကြီးတွေများလာတာပေါ့တော့တချို့ကောင်တွေကကျုပ်တို့မကြတကြပြောရတော့ဟေးဘာတွေပြောကြလို့တော့တေးကျဲမိမစားနေခင်ထရင်သွားရတော့အေးအော်အဲ့လိုတော့ပြောကြသလားနောက်ပြီးတော့ပြောကြသေးတယ်တော့ခင်ထဥစားဆောက်တိုက်ကလာရတော့ခင်ထနောက်မှာဥစားဆောက်တိုက်ကအဆောက်ဘလူးဟာအမြဲလိုက်နေရတဲ့ဒါကြောင့်ခင်ထစားပြီးတဲ့သူရေးစားစကားလိုက်ပြောတဲ့သူတွေကအရိုက်ခံရအသက်ခံရတဲ့တော့တကူတော့ခေါင်းတော်ဘောကိုကြီးတက်တီခင်ထပဲကောင်မှာစားလိုက်မပြေးရတော့စားမပြေးရရုံမကောက်တော့ရေးတောင်မကြည့်ရကြတော့ဘူးတော့ခင်ထလည်းအခုမှအန်တီရဲ့ခင်နေရတော့ကိုကြီးတက်တီကလေးမလေးတွေကတော့သူတို့ပြောစရာတွေကိုပြောပြကြပြီးပေါ့ဗျာကျိုးလေဘာလို့ရမယ်တော့မကြည့်တော့ပါဗျာကလေးမလေးတွေငှက်ပေးကြတယ်ယူနီချန်ကိုပုကနေမှုတ်ပြီးတက်ချက်တောက်လိုက်တယ်ယူနီချန်တပကံကုံတော့၎င်းစီပေါ်လိုက်ကလေးကိုမြင်ပြီးကျိုးကောက်ပါလိုက်တယ်ပြီးတော့တခုတွေးမိတာနဲ့မေးလိုက်တယ်နေဦးရဲ့မျက်နှာရည်နင်တို့ဖြာလေးနဲ့မေးတယ်ဖြာဘေးဖြာတော့မျက်နှာကထိုင်နေရာကနေချက်ချင်းထသွားပြီးဖြာလေးတလေးကိုကင်ပြတယ်ဖြာလေးနဲ့မေးတော့ဘယ်နေရာမှာမေးတာတော့ဟာဒီနေရာမှာမေးတာတော့မျက်နှာပြတဲ့နေရာကအရှိခံများလေးပါခင်ဝင်လာတဲ့ဒီအင်ဂျီဟာရှေ့လက်ရာနဲ့စောက်ကြတဲ့အင်အားခြေတန်းရှည်လေးကားနဲ့တက်ရတာအင်တဲကိုဝင်ချင်းမှာဖက်နဲ့ကျွန်းတဲ့အခင်းကတပြည့်တည်းပြပြီးတော့မှလေးကားကျဲသုံးကျဲထက်တက်ရတယ်ပြီးတော့မှအိမ်မကြီးတွေကိုရောက်တာအိမ်မကြီးရဲ့ဖက်နဲ့ကျွန်းကြမှာအကာရှိပရင်းပေါက်တွေတက်ထားရပြတကား20မော့ပြအောက်ချက်ကတက်တဲ့လေးကားဝမှာတကားတစ်စင်းအိမ်မပေါ်တက်တဲ့လေးကားတူလီဝမှာတကားတစ်စင်းကာမလေးတွေပြလေးနဲ့မိတာကအဲကန်နဲ့တက်တဲ့အကာရဲ့အတွင်းနေရာမှာပြကျုပ်ကအနေထားကြည့်လိုက်တော့အိမ်ထဲမှာကလေးမလေးတွေတနက်ကလိန်အဝယ်စားလေးကြတဲ့ခံရှိပြအဲဒီခံနဲ့သူတို့ဖြာလေးနဲ့မိတဲ့နေရာကတက်တဲ့ပဲပြကျုပ်ဘာလို့ရမယ်ဆိုတာကိုစဉ်းစားမိသွားတယ်ညနေဆောင်တော့လေးပါခင်ပြောင်းလာတယ်ကဲကြတီမင်းညီမတွေကိုအကျိုးချောင်းတွေမေးကြည့်ပြီးပြီလားကျုံမေးကြည့်ပြီးပြီလေးအချင်းနေတော့တော်တော်ကိုရှုပ်ထွေးနေတာ
ကျိုးလေအခုကြည့်တော့ဘာမှမပြောတတ်သေးဘူးဗျဒီမှာသားတီမင်းကိုလေးပြောအောင်မယ်ဟိုဘက်က3ရက်ကွက်တင်မှာလေးမိတ်ဆွေတယောက်ရှိတယ်ကိုလိုဝါရိတ်ကွာနေတာက3ရက်ကွက်မြက်လေးလန်းတင်မှာသူ့လေးစားစားပြပြတော့သူဒီဆရာတယောက်ရှိရဆိုရင်ဆရာကအထက်လန်ပဲကွာလူကိုတွေးဆန်းကြည့်ုံနဲ့အဆဲရှိမရှိသိနိုင်နေတဲ့ဘယောကလည်းတော်တော်လေးနိုင်နေတဲ့နာမည်ကကိုတင်မောင်နဲ့အဲ့ဒါလေးအဲ့ဆရာကိုပင်ပြီးခင်တာနေနေပါပါစိတ်ခိုင်မလားလို့ကွာကောင်းတာပဲလေးရဲ့ကျုပ်ဆရာကြီးကိုလည်းဘယ်နေရင်ရောက်နေကြတော့မသိဘူးဗျာကျုပ်ကလည်းသူတို့ကိုမရှာတတ်ဘူးသူတို့လာမှတွေ့ရတာဆိုတော့ရွှေရဆရာပဲပြင်ပြီးပြကြည့်ကြတာကောင်းပါတယ်ကျုပ်ကလည်းဆရာကြီးတွေနဲ့လိုက်တာပဲရှိတာဒီပညာတွေကိုတင်ထားတာမဟုတ်ဘူးဗျာအေးမနေ့ပြန်စနေဆိုတော့ကလေးတွေလည်းကြောက်ပိတ်တယ်မလားအတော်ပဲကွာအဲ့ဒီဆရာကငါမနေ့ပိုင်းသွားပြလိုက်မယ်မိယာဒီကနေပဲစောင့်နေဟုတ်လားနောက်နေ့ရောက်တော့လေးခင်ကဆရာပြင်လာတယ်ဗျာသူမိတ်ဆွေကိုလူဝါဆိုတာလည်းပါလာတယ်ဆရာဦးတင်မောင်ကငယ်ပါသေးတယ်အသက်40လောက်ပဲရှိအောင်ပဲကျမတွေဆရာဦးတင်မောင်ကအသားညွညွအရက်ကပိုးပြပြပြနှုတ်ခမ်းမွေးခက်ပြပြကြီးလေရှင်မျက်လုံးတွေကအယောင်သိမ့်မတောက်ပြီမဲ့တော်တော်တည်ငြိမ်နေပုံပြအိမ်ပေါ်ရောက်ကြတဲ့ဖျားစင်ရှိမှာခင်းကြတဲ့နေရာကဖျားလေးမှာဝင်တိုင်းပြီးဖျားကိုဦးတိုက်ပြီးရှိကိုရင်ပြီးရတဲ့ဖျားမိဘူးဆိုရင်အမွေးတိုင်တွနေအတဲဆရာကြီးတွေကိုကြိုင်သေးတယ်ကဲကိုဘခင်သမီးလေးခေါ်လိုက်ဗျာလေးဘခင်ဖက်ကိုလဲပြောလိုက်တယ်ခင်းကြရင်သမီးဒီလိုလောက်ဟိလေးဘခင်ကလမ်းခေါ်လိုက်တော့မှခန်တဲကခန်တာထွက်လာတယ်ခန်တာနောက်ကနေမြတွေတို့၄ယောက်လေးပါလာတယ်လာကလေးဆရာရှိကိုလာခဲ့ခင်တာဆရာဦးတင်မောင်ရှင်မခင်တာရင်ဖျားလေးမောင်ဝင်ထားလိုက်တယ်လေးဘခင်နဲ့ဦးလူဝါကဆရာရဲ့တောင်ဘက်မှာထိုင်လို့ဗျာကျုံနဲ့ရီမရီယာဆရာမြောက်ဘက်မလန်မကဲမှာထိုင်နေတယ်ကောင်မလေးတွေကတော့ကျုပ်တို့နောက်ခက်လက်နဲ့မှာထိုင်နေကြတယ်ဆရာကခင်တာလက်ကိုကိုင်းပြီးတွေးစမ်းတုံးမှမျက်စိတွေမိတ်ပြီးအာယုံခံကြည့်နေခဏကြာတော့မှခင်တာလက်ကိုလွတ်လိုက်ပြီးခေါင်းခါပြရီကလေးမမပါဆဲမှမရှိဘူးဗျအစဲမဝင်ဘာမြောက်တော့ဆရာကြီးလေးဘခင်အားဆိုရင်တကြီးမိနေတယ်ဘာဆိုတာနောက်တော့တိလာမှာပါကိုဘခင်အခုတော့နောက်ကျမပတ်သက်အောင်ကျုပ်လုပ်ပေးခင်မေဆရာဦးတီမောင်ကကျင်ပလင်ခွေပြန်ထိုင်ပြီးအမိတ်ပြေးပြန်နေဟော်ဒီယာကလေးမလေးခင်ထောင်ကဲညစ်တွေနေရတော့တတဝါဒီမိတို့တော့တတဝါဖြစ်စီအခုချက်ချင်းငါဆရာရှင်းမောက်တို့အရောက်လာစီရမည်ဖျားမိတ်တရားမိတ်တန်ငါမိတ်အထက်ဆရာကြီးများမိတ်တဲ့ကြနတ်ပြမဟာပေါင်းစတုလောကပါလာနတ်မြင့်ကြီးများပါသိရှိစေရမည်ဟာဆောင်းထားတဲ့ဖျားလေးတွေဒီမတိုက်ပဲတပုံပုံနဲ့လဲကြကုန်မျိုးဖျားလေး၃လေးလဲသွားကဟောဆရာပူစောတားရဲ့ဖျောင်းတိုင်တွေတော့ငိမ့်မလို့ဖြစ်သွားတာဗျဆရာဦးတင်မောင်ကဘေးစီကိုတစ်ချက်လေးကြည့်ပြီးအကဲခက်လိုက်တယ်ဘလို့တော့တတဝါဖြစ်စီငါဆရာမြတ်တာခင်မရီကလေးမလေးနဲ့အိုးဝေးနေစမှာဒီကလေးမနဲ့ပတ်သက်ပြီးတော့လေလူတွေကိုနှိမ့်ဆက်ညှဉ်းပန်းခြင်းအသက်တည်စီတဲ့အထိပြည်တော်ချင်းများကိုရက်တန်ကရက်စီလိုပါရီမေတ္တာခံလို့မရရင်တော့ဒီကလေးမနဲ့တင်တို့ကိုအပြည့်တိုင်ခွဲပြရပါလိမ့်မယ်ဆရာဦးတင်မောင်စကားလဲဆုံရောဝေရိုက်တော့တာပဲဗျဆရာဦးတင်မောင်ကြောကုန်းကြီးကောထက်သွားပြီးရွှေကိုတင်ပလင်ခွေးလင်းနေမှောက်ကျသွားတာဗျကျုပ်တို့လည်းကြောက်ပြီးတော့ဘာလို့ရမယ်မသိအောင်ဖြစ်သွားတာပေါ့ဗျအဲ့တော့မှပဲဖျားလေးတလေးကလဲနေရကနေသူ့လိုထထောင်သွားတာဗျထောင်သွားတာနဲ့တပြိုင်နက်တည်းမှာလူတယောက်နဲ့ပူတလို့တစ်ဆက်တုံနေရောဗျအော်ကလေးမလေးတွေပြောတာဒါပဲကိုဖျားလေးကိုပြတာဆိုတော့ဖျားလေးနဲ့မအောင်ဖြိုတင်နေလို့ကျုပ်တွေးနေတော့ဆရာကြီးဆရာဦးတင်မောင်ကသူ့စည်းလွယ်အိတ်ကိုကောက်လွယ်လိုက်တယ်ကိုဘခင်တခြားဆရာရှာတော့ဗျာဒီကိစ္စမပေါ့ဗျာကျုပ်တော့မနိုင်တော့ဘူးကိုဘခင်ပြောပြီးအိမ်ပေါ်ကစင်ပြေတော့တာပဲဗျာဆရာတင်နေဦးလေကျုပ်လည်းလိုက်မှာပေါ့ကိုလူကပြောပြီးသူပါဆရာနောက်ကိုလိုက်သွားတယ်ဗျဆရာပြန်တော့မှစောစောဟာတစ်ဆက်ဆက်သုံးနေတဲ့ဖျားလေးကြီးဟာအတုံရက်သွားရောဗျာကဲတာကြီးဘယ်လိုကြမှာတော့ကွာလေးလေးတော့တော်တော်ကိုစိတ်ညစ်သွားပြီကွာဟာလေးလေးရလေဘာမှမပူပါနဲ့ဗျာသူကနဲ့သူအဆင်ပြေသွားမှာပါကျိုးစဉ်းစားကြည့်ပါဦးမေပြောတာကျိုးလည်းဘာလို့ရမှန်းကိုမသိတာကျုပ်ဗျာကျုပ်စရာကြီးတွေကိုသတိရလိုက်တာအထူးသဖြင့်ဘိုးလူပီကိုသတိရတာဗျကလေးမလေးတွေလည်းတော်တော်ကိုလန့်သွားကြတာကျိုးမျက်စိအောက်မှာတင်ဆရာဦးတင်မောင်ကိုရိုက်လိုက်တာလေအကောင့်ထဲလည်းမြင်ရတာမဟုတ်ဘဲနဲ့၃ချက်ဆင်းရလိုက်တာခဏနေတော့လေးလေးပါခဲစီကိုသူ့မိတ်ဆွေကိုလူဝါဆိုတာပြောလာတယ်ဆရာဦးတင်မောင်ရဲ့ကြောကုန်းမှာလက်ဝါရကြီးအကြည့်ကြည့်တင်နေရလို့လာပြောတယ်အဆဆရရတတိထားဘူးတော်ရုံဆရာတော်နိုင်မှာမဟုတ်ကြတတိလာပြီးနေပါအောင်ပြကိုလူဝါရဲ့ဆရာကိုတင်မောင်ကဒါဘာလို့ပြောတော့သူလည်းဘာမှန်းဆိုတာမသိလိုက်ဘူးတဲ့ဗျာရ
ရေခနဲ့ပြေးဝင်လာပြီသူ့တန်းဆိုတာတွေပြုဆရာကိုတင်မောင်နောက်တစ်ချိန်ထပ်လို့ရင်နိုင်လောက်တယ်ဗျကိုလိုပါရင်နောက်တစ်ချိန်နီးတအခုတစ်ချိန်ရိုက်လွတ်လိုက်တဲ့တရားတော်ပြောင်းအောင်မနဲ့လုံးရအောင်မယ်လို့ပြောတယ်ကိုဘခင်ရဲ့လေးဘခင်ရဲ့မိတ်ဆွေကိုလိုပါဆိုရလူလေးတိတ်ချမနေဘူးဗျာပြောစရာရှိရပြောပြီးထားတော့တော့ရာပြုပြန်ခါနေလေးဘခင်ကိုဦးလူဝါကပြောသွားသေးတယ်ကိုဘခင်ရဲ့အကြောင်းရှိရဲ့ကျိုးအိမ်ကိုလာခဲ့ပြတဲ့တော်တော်ဒီအိမ်ကိုမလာရတော့ဘူးဆိုတဲ့သဘောပေါ့ဗျာလေးဘခင်ချစ်လေးစိတ်ပြက်လက်ပြက်ဖြစ်ပြီးငိုင်းတော့ရာပြုကြောကျုပ်ကပြောရတယ်လေးစိတ်တက်မကြပါနဲ့ဗျာမနေ့ပြန်ချရင်သူတို့ကိုဖြာလေးနဲ့ပင့်ခိုင်းပြီးလေးလာကြည့်ပါဦးမေအဲချိန်ချလေးတခြားမှသွားနေဗျာမောင်ပြောနဲ့ယောက်ျားရှင်မဝင်ဘူးပြောတယ်မင်းရောက်ရောတတီကျော်ဟိုဘက်ခန်းလေးဝင်ပြီးဖုန်းနေရာမှလေးဗျာအေးကွာလေးလာကြည့်ပြီးတော့တတီဟာဒီနေ့ကျော်ရတဲ့ဖြစ်ပျက်တွေဟာတော်တော်ကြောက်စရာကောင်းနေကျုံနယ်လေးပါခင်ဟာအိရှိခဲမှအေးကြရဲဗျာညတကောင်ကျော်လောက်ကြတော့ဂျန်နေမခွေဦးလိုက်တာမှအိလိုကိုမရတော့ဘူးပထမတော့လမ်းထိပ်ဘက်မှာဦးထန်းကြတယ်တပြည့်ပြည့်နဲ့ကွေးဦးထန်းတွေကကျိုးတို့ဖက်ကိုရွှေ့လာတယ်ကိုရဦးရာမှာဆက်ဆက်ငင်ငင်ကိုဦးရာဗျာကျုံလဲအိလိုများတဲ့အတူတူထားပြီးကောက်မလေးတွေတနက်ခါလေးနဲ့အကန်ထိတ်ခါကြောက်ပြမတွေ့ပြီးမျက်ကွင်းစီကွင်းလိုက်တယ်ကွေးဦးတန်းတွေတပြည့်ပြည့်ကျုပ်တို့နဲ့နီးလာပြီဗျာတာဒီမင်းထားကြည့်မလို့လားလေးပါခင်ကစီယိုပေါ်မီးရအောင်မှာကျုပ်ကိုတွေ့လို့မေးတာဗျာဟုတ်တယ်လီကျုပ်ကြည့်အောင်မယ်ကျုပ်စိတ်ထင်ခွေးအကောင်20လောက်များဝန်တလားလို့တောင်ချစ်မိတယ်ခွေးကြီးတွေဆက်ဆက်ငင်ငင်အော်နေတဲ့အတန်ကြီးကကြောက်စရာကြီးပါဗျာကျုပ်တောင်ကြောတွေကစစ်လာတယ်ဗျဟေးဘာတော့သမီးအိတ်ကြအဘရောနေ့ကိုရေးကြတရောရှိတယ်အိတ်ကြဘာမှမကြောက်ကြနဲ့ခင်ဗျားကကြောက်ပြီးတူပြီးကိုအခန်းကျကလင်းခေါ်ရင်ကျုပ်ကအေးရွှေတကားကိုဖွင့်ချက်ပြီးအကန်တက်လျားပေါ်အတိုင်းပြီးကြည့်နေဟောခွေးရုပ်ကြီးဟာကျုပ်တို့ဝိုင်းရှိကိုရောက်လာပြီပြုခွေးရရှိကိုပြေးလာလိုက်နောက်လေးပြီးဦးလိုက်လုံးနေရဗျဟောလာပြီပြုလာပြီဟာဘလို့ဟာကြီးတော့ဗျာနောက်ပြန်ပြီးရှောက်လာတာဗျဒါမဲ့မျက်နှာတော့အတဲ့ပဲဗျဟာမျက်နှာကကြောဘက်ကိုရောက်နေရဗျဒါကြောင့်လမ်းလျှောက်တာနောက်ပြန်ကြည့်ရှောက်နေရကုန်ဒါဆိုရင်ဟိုတနေ့ကတင်းရှိမှတည်သွားရေးကောင်းလေးတင်နေဖြစ်ရလေးဗျမျက်နှာကြီးကကြောဘက်ကိုလှည့်ပြီးလမ်းကိုနောက်ပြန်ကြည့်ရှောက်နေရခွေးရလေးဦးလိုက်တာဗျတလန်းလုံးကိုစုနေရပြုရွှေအားကြိုးပြေးပြီးဦးရဲကောင်ဦးနောက်ကပြေးလိုက်ပြီးဟောင်းနဲ့ကောင်ဟောင်းနဲ့တလန်းလုံးဆိုတာအောင်မင်္ဂလာအတန်ကြီးလွမ်းနေတော့တာပေါ့ဗျာဟိုဘက်အိမ်ဒီဘက်အိမ်ကလူတွေလည်းထွက်ကြည့်ကြတယ်ဗျဒါမဲ့ခွေးဦးနေရကိုပဲတွေးကြတာပေါ့ဗျာနောက်ပြန်ကြီးလက်လျှောက်နေတဲ့ကျုပ်ကမှအနာရောက်နေတဲ့တစီကိုတော့သူတို့ပဲမြင်ကြပါမလဲဗျာဒီတစီဟာကြောဆိုရင်ကောင်းလေးပဲဗျာဒီကောင်လေးကျုပ်တနာလိုက်တာမျက်နှာကနောက်ကျောဘက်ကိုရောက်နေတော့သူကမြလန်းကိုနောက်ပြန်ကြီးရှောက်နေကြတာပဲပေါ့ဗျာတပြည့်ပြည့်နဲ့ခွေးတွေကဝေးဝေးသွားပြီဗျာတစီသွားလိရာကိုခွေးတွေကလိုက်ဟောင်းနေတာဖြာလေးနက်ကလူရရဲဆက်ဆက်တက်တယ်လားဗျာဒီကလေးမလေးကိုကေမန်တေပဲထားပါတော့ဗျာလူငယ်ဘဝကြည်ရဆိုကြတဲ့ကိစ္စမှာသူကဝင်ပြီးရဲဆက်ဆက်တက်ပြရသလားကျုပ်စိတ်ထဲမှာဒီကိစ္စကိုမကျင့်တတ်ဘူးဗျာဒါမဲ့ဘယ်လိုလုပ်ရမလဲဆိုတာမသိဘူးအချင်းတွေကိုဆက်ပြီးကြည့်ရတော့မှကျုပ်တွေ့လိုက်တယ်အရာတွေကိုပြန်ဝင်ပြီးအိတ်လိုက်တယ်ကျုပ်မျက်စိမှာခွင်ချရင်မျက်ခွင်စိတ်ကိုကျုပ်ဖြတ်ဖို့မိတ်သွားတယ်ကျုပ်အိပ်ပျော်သွားတယ်ခဏနေတော့ကျုပ်အိမ်နေသလိုနိုးနေသလိုဖြစ်ပြီးအတန်တခုကြားနေရတယ်ပါတန်လေးလို့ကျုပ်နားဆွလိုက်တော့အမြဲတနေရာကနေခွန်ချလိုက်တဲ့အထမ်းပြိုကျုပ်နားဆွလိုက်တယ်ပါတန်မှမကြတော့ပဲငြိမ်သွားပြန်တယ်ဟောခြေတန်းကြီးအိမ်ဖက်ကိုရှောက်လာတာပဲဟောအိမ်တောင်ဖက်ကိုရှောက်သွားတဲ့အတန်းများတပြည့်ပြည့်နဲ့အိမ်နောက်ဘက်ကိုရောက်သွားပြီလက်ဆက်တက်တော့အင်ကိုပတ်ပြီးရှောက်နေရပြီကျိုးအရာခါကြပြီးကြံပြင်းကိုတရံပေါက်ကနေချောင်းချလိုက်တယ်ခြေတန်းကြီးကတောင်ဘက်ကနေဝင်သွားပြီးအိမ်နောက်ဘက်ကနေပတ်ပြီးမြောက်ဘက်ကိုပတ်ပြီးပြန်လာတယ်ကျိုးစောက်ကြည့်နေခြေတန်းကတတော်ကိုကြိတ်ရပြခြေတန်းတလောက်ပြင်းတော့အကောင်တော်ကြီးမဲ့ပုံမဲဟောလာပြီပြို့လာပြီကျတော့ကြီးကိုမြောက်မြောက်ပြီးပြန်ချတာပြို့ဒါကြောင့်ပုတ်ခတဲ့မြေတော်ဟောမြေရပြီပြို့ကျိုးတဲ့ကိုရောက်လာပြီဗျာဟာနေတဲ့ကောင်ကြီးမှမဟုတ်တာမိမဗျာတမင်ကြီးဟာဒူးကောင်းလောက်ဝတ်ထားတာစပင်ရဖာလာကြီးချပြီးမျက်လုံးကြီးတစ်လုံးယူနေချမ်းပကံလောက်ရှင်နေရပြီးပြိုးတွက်နေရအင်ကြီးရတော့ပါတယ်ဒါမဲဆုပ်ပြပြီးအမော်မော်ကြနေလို့ဗျာပါဇက်ကြီးဟာအကြည့်ကြည့်ဗျာမျက်နှာရဲ့သုံးပုံတစ်ပုံလောက်ကပါဇက်တဲကရှာနေနေကြီးဟာတွဲလောင်းနဲ့ရင်ခါကြနေရပြို့အိမ်မြောက်ဘက်ကပတ်ပြီးအေးရှိဘက်ကိုထွက်လာတာဗျာဟောပျောက်သွားပြီပြို့ဝိုင်းဝါကတရက်ပြီးကျင်နာလေးရောက်ရောပျောက်သွားတာပြို့ဝိုင်းပြန်ထွက်သွားလားမထွက်သွားလားဆိုတာကျုံမသိလိုက်ဘူးဗျဒီတေးမကြီးကဘယ်ရောက်လာတာတော့
ဒီဝိုင်းကိုပါလို့တပတ်ပတ်ရတော့ကျုပ်စိတ်ထင်တော့အင်ကိုတပတ်ပတ်တာဗျအင်ကိုစောက်ရှောက်တဲ့သဘောပဲဘာကြောင့်သူဟာဒီအင်ကိုစောက်ရှောက်ရတော့ကျုပ်လည်းခန်းတင်းဝင်ပြီးဝက်ကွင်းစနေဖြူဦးကိုတွေးလိုက်တယ်ပြရနဲ့မျက်ကွင်းစီကိုပြက်ပြက်လိုက်တယ်တဲ့အိမ်တော့အိမ်မောချနေပြီလေးလေးပါခဲ့ဆိုရင်ဟုတ်တာဟုတ်နေပြီသူလည်းတစ်နေ့လုံးတမရဲ့ကြွယ်ရောကောင်မလေးတွေရဲ့ကြွယ်ရောပူပန်နေရဆိုတော့အေးရောပေါ့ဗျာကျိုးတွေ့နေမြင်နေရတဲ့အနေသားတွေကတော့တော်တော်ကိုရှုပ်ထွေးနေပြီပြူတင်းကိုတပတ်ပတ်ရှောက်နေတဲ့တေးမကြီးဟာဘယ်ရောက်လာတော့ကျုံနားလေးမှာတော့ခံမမြင်တနေရာကနေခုံချလိုက်တဲ့အတန်ကိုချလိုက်တယ်လို့ပဲကလေးမတွေမအောင်ပြူပင်ပြီးတော့ဖျားလေးနဲ့မအောင်ပြူကလေတကယ်ဝင်တာဗျာဒါမဲ့သူလိုဖျားလေးနဲ့ကဘာဖြစ်လို့ခင်ခင်ချားနေချွတ်ဆွတ်တူနေဟာတော့ကျိုးတွေးလို့ကိုမရဘူးဒါမဲ့ကြုံချဖို့တာတကူတော့ရှိတယ်တချို့နဲ့စိမ့်တွေကသူတို့ဆောက်ရှောက်မဲ့လူကိုဂရိုင်းလာပြီးမဆောက်ရှောက်နိုင်တဲ့အခါမှာအနီးနားကသူတို့ရဲ့တပည့်လက်သားတယောက်ကိုဆောက်ရှောက်ခိုင်းတဲ့တဲ့အဲ့လိုများဖြစ်နေသလားတော့မသိပါဗျာဖျားလေးနက်ကသူ့ချစ်တဲ့လေးပြလာရင်ခင်ခင်ထားတော့သူကိုစားဆောက်ရှောက်ဖို့ကဲကြမ်းကြမ်းတပည့်လက်သားတယောက်ကိုခိုင်းစီထားလို့များခင်ခင်ထားနဲ့ပတ်သက်တဲ့လူတွေကိုကြမ်းကြမ်းတန်တန်ရိုက်ပေါ်လို့တာလို့လက်လွန်ပြီးတည်တဲ့အချင်းလုံးပြစ်တာတော့ဖြစ်နိုင်နေဗျာချူရီဝိုင်ဦးနေတဲ့တစီရတော့ဟိုတနေ့ကမှတည်သွားတဲ့ကောင်းလေးဖြစ်မှတည်ကြရဗျာတည်တဲ့အချိန်မှာအရက်ကျွေးလေးမူးနေပြီးတော့ခင်ခင်ထားကိုဆွဲလန်းတဲ့စိတ်နဲ့တည်တာဆိုတော့တစီဘဝကိုရောက်သွားပြီးဒီလမ်းချင်းမှာရှောက်သွားနေရဖြစ်မယ်ဗျာဒီတစီလေးကိုတွေ့ရတာလေကျိုးတော့တတော်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဗျာမျက်နှာကြီးဟာကြောကုန်းဘက်ကိုရောက်နေပြီးတော့လမ်းကိုနောက်ပြန်ကြည့်ရှောက်နေရတဲ့ဘဝဗျာကျိုးကြည့်အောင်မကြည့်ရဘူးနောက်တနေ့ရောက်တော့လီလီဘခင်ဟာစောစောစီစီကျုပ်ကိုမိရဗျာဒါဒီလီလီတို့ဘာဆက်လုပ်ကြမှာတော့ကျိုးလဲအဲ့ဒါကိုပဲစဉ်းစားနေရဗျာအနေထားတွေကတတော်ကိုရှုပ်ကျွေးနေတယ်ဟေးဟုတ်လားညမင်းပါရင်မင်းတို့တော့မင်းမစေဝါဆုံးနေရှိတော့မင်းကတော့မြင်မှာပဲပေါ့ကွာတာတီယာမင်းမျက်နှာတွေလီလီကိုပြောစမ်းပါကွာကျုပ်ကငကာစေးပေါ်လေးအတစ်တရိတ်ကိုတောက်တယ်ဗျာစေးလေးကလေးကိုနှစ်ဖွာသုံးဖွာဖားလိုက်ပြီးကျုပ်ကစဉ်းစားတာဗျာလီလီဘခင်ကိုကျုံညာမျက်နှာတွေပြောလို့မှတင်တော့ပါမလားဒါပေမဲ့အချင်းတွေကိုလည်းလီလီတီးတင်တယ်လို့တင်တာနဲ့ကျုပ်ပြောပြလိုက်တယ်လီလီကိုကျုပ်ပြောမယ်ညအခွေးတွေဦးတဲ့အချိန်ကျုံမျက်လုံးကိုစိတ်ကွင်းကြည့်ထားကြည့်ရဗျာအေးလီလီတီးတယ်လीကွာအဲ့ဒါကျုံမျက်နှာလီလီကိုပြောပြမယ်အေးပြောကွာကျုပ်ကခန်းထဲမှာအိမ်နေကြတယ်ကောင်မလေးတွေမကြအောင်လီလီအနာကိုကပ်ပြီးခက်တူပြောပြရဗျာဟိုဒီနေ့ကတီးသွားတဲ့ကောင်လေးတစေးပြစ်ပြီးရှောက်သွားနေရလီလီရဲ့ဟေးဟုတ်လားဒီကောင်လေးမင်းဘယ်လိုလုပ်တည်တော့တာတည်းရဲ့ဟာလီလီရလေအတိတာကြီးပါဇက်ကြီးကျိုးလိမ့်နေပြီမျက်နှာကကြောကုန်းဘက်ကိုရောက်နေရဗျာလမ်းလျှောက်နေတော့နောက်ပြန်ကြီးလျှောက်တာပြုတ်တလန်းကျင်လန်းပြီးဖြည်းဖြည်းရှောက်နေအဲ့ဒါကိုခွေးတွေကဝိုင်ဥပြီးဟောင်းနေကြလေဒီကောင်လေးကိုတွေ့တော့ကျုပ်စိတ်ထဲမှာတော်တော်ကိုစိတ်မကောင်းဖြစ်မိတယ်လေဗျာဖြစ်မှဖြစ်ရလေတာတီဟာလီလီလည်းမကောင်းပါဘူးကွာမင်းထားကြည့်နေရသည်ပဲမဲ့ခွေးဦးတန်တွေစီးသွားတာလီလီလည်းအိပ်ပျော်သွားတယ်ကွာဟုတ်တယ်လီလီကနေကင်းဖက်လေပြင်းပန်းထတာကိုဘရောစိတ်ရောလူရောပြင်းပန်းနေအောင်မလားအေးကွာလီလီစိတ်တွေတော်တော်ကိုရှုပ်နေရကွာတာတီဟာအဲ့ဒါနဲ့ပြောအောင်မယ်လီလီရကျုံလေအေးရတဲ့ဝင်ပြီးပြန်အိပ်လိုက်တယ်မေနဲ့ပြန်ပြီးအိပ်ပျော်ကစားရှိသေးတယ်ဗျပေါက်ဆွဲအတန်ကြီးတကူချပြီးနူးလာတယ်ဟေးဘာတန်ကြီးတော့ကွာလီလီကတော့တစ်ချက်မှကိုမနူးရတာကွာတကူကူပြုတ်ကြတယ်လို့တရရောက်ခုံချလိုက်တယ်လို့အတန်ပြဒါနဲ့ကျုံလေအိမ်ထဲကနေအတန်ချရစီကိုချောင်းကျစ်လိုက်တော့ပြုတ်ကျုပ်ကမြေကွင်းစီကိုလည်းမေးပြီးမပြတ်ပဲထားလိုက်တာဆိုတော့မြင်ရတာပေါ့လီလီရဟေးဘာမြင်ရတော့ထားတယ်ပုတ်ဆွဲအတန်ကြီးဗျခြေတန်းကြီးတဲ့ဗျအိမ်ပြကနေရှောက်ပတ်သွားပြီးအိမ်နောက်ကနေပတ်ပြီးပြန်လျှောက်လာတာဗျကျို့လေထင်းရန်ပေါက်ကချောင်းကြည့်လိုက်တာလီလီတဲမကြီးဗျနေတဲ့ကောင်ကြီးမဟုတ်ဘူးဗျစပင်ဖလာကြီးနဲ့ထမင်ကဒူးကောင်တော့တူကြီးဝတ်တာရင်အင်ကြီးကလည်းစုပ်ပြတ်နေပြီမျက်လုံးကြီးနှလုံးကနှွေရပြီးပြုတ်ထွက်နေရဗျဗဇက်ကြီးကလည်းအကြည့်ကြည့်ပဲဗျမျက်နှာရဲ့သုံးပုံတစ်ပုံလောက်ရှိရဗျဗဇက်ထေကရှာကြီးကလည်းတွေ့လောင်ချီကြနေရဗျဟေးနောက်တော့ဘေးရောက်သွားတော့လီလီပါခင်ကကျုပ်ပြောတာကြားတော့တော်တော်လေးလက်နေရပုံပဲဗျကျိုးလည်းလိုက်ကြည့်ရပဲဗျဒါပေမဲ့ပျောက်သွားတော့ဝိုင်းပြန်ထွက်သွားသလားမသွားဘူးလားမသိလိုက်ဘူးလီလီရဲ့ဟေးဘယ်နောက်မှပျောက်သွားတော့ဝိုင်းဝမှာပဲပျောက်သွားတာဗျဟေးဟုတ်လားဝိုင်းဝမှာဟုတ်လားဒါဆိုရင်အပြင်ကိုပြန်ထွက်သွားတာနေမှာပေါ့ကွာအဲ့ဒါလည်းဖြစ်တော့ဖြစ်နိုင်နေဗျမင်းဘလို့ထင်လုံးသားဒီကလေးမလေးတွေပြောပုံရဆိုရင်ဖျားလေးနဲ့မအောင်ပြသူတို့ကိုဆောက်ရှောက်တဲ့သဘောရှိရဲ့ဗျအဲ့ဟာဖျားလေးနဲ့ကသူ့တပည့်လက်သားတရေရောက်ကလေးမတွေဆောက်ရှောက်ဖို့တာဝန်ပေးထားသလားမှမသိတာလီလီရဲ့ဟ
အေးလေဒါလေးဟုတ်နေတာပဲတတိယဒါပေမဲ့ကွာကလေးတွေကိုဆောက်ရှောက်ပေးနေရဆိုရင်လေဒီလောက်ထိကြမ်းတမ်းနေတပည့်လက်သားကိုဖျက်လေးနဲ့ကမထားတင်ပေါ်တတိယဒါလေကျုပ်တင်မလေးလေးရဟုတ်ချင်မလဲဟုတ်မှာပါလေးလေးနဲ့ကျုံနဲ့တိုင်ပြီးတော့မြန်းတွေတို့ခင်သားတို့တွေကိုဒီရဲ့အတွင်းဖျက်လေးနဲ့မမေးဖို့မှာတိုင်းဖျက်လေးနဲ့ကိုလက်ဖက်ဆက်တာတို့ဘာလို့လဲမလုပ်ဖို့ပြောထားတယ်အေးနောက်တစ်ခုကိုရေးထားတယ်ပြောထားအောင်မေ9ရက်အတွင်းထူးထူးခြားခြားဖြစ်တာရှင်ကိုကြီးကိုကြကြပြောကြငါညီမအိမ်မက်ထူးထူးခြားခြားမဲ့ရင်လေပြောကြဟုတ်လားဟုတ်ကဲ့ကိုကြီးတာဒီကျုံနဲ့လေးလေးလည်းမျိုးတဲ့အတွက်ကြတယ်ကလေးမလေးတွေကလည်းကြောင်းသားတဲ့မှာဆိုတော့အိမ်မအကြီးမတယောက်တည်းချက်ပြုတ်ကြံနေခဲ့တယ်တော်သေးတာပေါ့ဗျာအကြီးမကြီးကမကြောက်တက်လို့ပြီပေါ့လေးလေးပါခင်နဲ့ကျုံနေတမဲတော့တယောက်တစ်ပွဲစားရင်တမင်းတော့ကလည်းတော်တော်ကောင်းနေအမေကျော်ကလည်းမမလေးပြတမင်းတော့စားပြီးတော့လက်ဖက်ရည်တယောက်တစ်ခွဲတော့ကြတယ်ပြီးတော့ကျုပ်ကငကားစီးပွားလေးကလေးဖွာလိုက်တယ်လေးလေးပါခင်ကတော့ဦးသိန်းခင်စီးပွားလေးတောက်တယ်ဗျတော်သိန်းခင်စီးပွားလေးကိုကျုပ်တို့စီမှာကျိုးကြနေစီလေးလို့လေခေါ်ကြတယ်တစိတ်ကကျိုးကြနေပုံလေးအောက်ကစားကတော်သိန်းခင်လို့ရေးထားတယ်စီလေးဆိုတာကတော့ကိုအကြိုင်နဲ့ကိုဘောဗျာလေးလေးကျိုးလေးမျိုးရောက်တာ2ရက်ရှိပြီအခုတည်းပါကြည့်ရင်မရောက်သေးအေးသွားလိုက်အောင်လေတတိယငါလည်းကိုလိုဝါခေါ်ပြီးဆရာကိုတင်မောင်တို့အိမ်ဖက်သွားလိုက်အောင်မေဆရာကိုတင်မောင်ကိုစားစရာတောက်စရာလေးတွေဝဲတော့အောင်မေဒီနေ့နဲ့မင်းရင်ပေါ့ကွာသူကြော်ကောင်ကလက်ဝါးရကြီးဆိုတာလေတတ်တရဲ့လားမသိဘူးကွာလေးလေးနဲ့ကျုံနဲ့တယောက်တနေရာထွက်ခဲ့ကြတယ်ကျုပ်ကပါကြီးအိမ်ဖက်လေးလေးကမြောက်ပိုင်းပါကြီးအိမ်တိုင်းနဲ့စင်ရကြီးတဲဝင်ခဲ့ကျုပ်တငယ်ချင်းဈေးကောက်တင်မြရှိရလေးပြောင်းလမ်းလျှောက်ရင်ကာယနဲ့ဘေးသွားရဲကောင်းလေးကျုပ်ရေးခဲ့တဲ့ဈေးတည်းဆိုတဲ့ဝတ်ကျုံမှာတမီးအကြောင်ပါတယ်လိဗျာဒီတော့ကဒီကောင်းလာကောလို့ဈေးတည်းကိစ္စမှာကြုံဝင်ပါခဲ့ရလိကျုပ်ကဈေးကောင်းရုံဖက်ရှောက်လာတာဗျာဟောအစင်တစ်ပါပဲဗျာကာယတင်မြကိုငုတ်တုတ်ကြီးထိုင်နေကတွေ့လဲရတယ်ပြု့ဟောက်ကောင်တတီဘယ်တော့ကရောက်နေတော့ငါရောက်တာနေရရှိပြီကွာမင်းကွာနေရရှိတာတော့ငါစီမလားမင်းစီလာဖို့နေတတ်တာငါပါကြီးစီတော့အခုတင်မရောက်သေးဘူးကွာဟေးမင်းကဘာတွေများဒီလောက်အလုပ်တွေများနေရတော့တတီရလေးလေးပါခင်ခေါ်လို့လိုက်လာတာလကွာလေးလေးပါခင်ဆိုတာကျိုးရွာနာဖူဘေးကုန်းကကွာသူသမီးကမြို့မှာကျောင်းလာတဲ့နေရသူတို့နေတာကမြို့အနောက်ပိုင်းမှာကွာလေးလေးပါခင်ကလူချမ်းသာလီမြို့မှာအိမ်ဝဲထားတယ်အဲဒီမှာကလေးမလေး9ယောက်အတူတူနေကြတာကွာငါတို့ရွာကလေးလဲပါတယ်အဲဒီမှာပြဿနာနည်းနည်းရှိနေလို့ကွာဟေးဘာပြဿနာတော့ဟာဒီလိုဟဲ့ကလေးမတွေဟာထုံးစံတိုင်းမဟုတ်ပါမင်းလေးတွေစုပြီးတော့ဖျားလိုက်နဲ့မောင်အောင်ပြိုမေးကြတာပေါ့ကွာဟာကွာဒါပြဿနာမှမဟုတ်တာတခြားနေရာတွေမှာလေဖျားလိုက်နဲ့ကမေးကြတာပါပဲဗျာအေးမင်းပြောရတော့ဟုတ်တယ်တင်မြင့်ဒါပေမဲ့မတူဘူးကွာတခြားနေရာမှာမေးတာကဖျားလိုက်နဲ့တကယ်ဝင်ကျမဝင်မှာကောင်းမလေးတွေသူတို့ဟာသူတို့ဖျားလိုက်ကိုရိုင်းပေးပြီးခေါင်းအောင်ရိုက်တာဖြစ်ရင်ဖြစ်မယ်အေးပေါ့ကွာဒါတော့ဟုတ်ရင်လေဟုတ်မှာပေါ့အပြောတဘောမေးကြတာပဲဟာဒီကလေးမတွေဖျားလိုက်နဲ့ပဲနာကတကယ်ဝင်လာတာကွာဟေးဟုတ်လားမင်းတွေ့လို့လားငါကိုယ်တိုင်ပုံပြီးချောင်းချလို့တွေ့ရင်ကလေးမတွေလည်းငါ့အကုန်ပြန်ပြောပြရဲကွာတကယ်ဝင်နေဆိုတော့ဘလို့ဝင်တော့ကွာဟက်ကောင်ရင်ကလေးမလေးတွေကန်ထားတဲ့ဖျားလိုက်ကနဝင်တဲ့နဲ့ပိုးသလိုတဆက်ဆက်တုံနေရကွာဟာတာတီဟာဒါတော့ဖျားလေးနဲ့ကန်ထားတဲ့ကောင်မလေးတယောက်ကမတိမတာလှုပ်ပေးနေမလားမသိတာမဟုတ်ဘူးကွာတင်မြေဟာအဲဒီဖျားလေးကိုလည်းနဲ့မြောက်မချပဲကျန်းပြေမှာချတာလေဒီတိုင်းတုံနေရပဲကွာဟေးမင်းဟာဆန်းကြည့်ပါလားတာတီဟာပြီးတော့တကူကူမေးလိုက်ရင်ဖျားလေးကရိုင်ပြီးခေါင်းကိုရိုက်တာမလားအေးအခုဒီကောင်မလေးတွေမေးတဲ့အခါဖျားလေးကခါလေရနေတစိချိုပြီးမှရိုက်တာဟိဟာတာတီဟာမင်းပြောရတဲ့တင်ငါမှစက်တီတွေပါတွေထလို့ကွာအေးဒါလည်းပြဿနာမဟုတ်သေးဘူးကွာပြဿနာကဘာလို့ဆိုတော့ဒီကောင်မလေးတွေကိုဖျားလေးနက်ကတော်ချစ်နေတဲ့ပုံမဲကွာလက်ပြလာလို့ရှေ့ကနေမှာပေါ့ကွာလက်ပြလာရဲ့နက်ကချစ်တယ်လို့ပြောကြတာပဲအေးအဲ့အကြောင်းလာတော့မသိဘူးကွာတင်မီယာဒီကောင်မလေးတွေပင်တိုင်းဖျားလေးနက်ကကြွတာကွာပြီးတော့သူ့ရဲ့တပည့်လက်တာတီရက်ကိုအမြဲဆောင်ရှောက်ခိုင်းထားသလားတော့မသိဘူးကွာဒီကလေးမလေးတွေကိုစားလိုက်ပြီးတာတို့ဆွဲလာရန်လာလို့တာတို့ဆိုရင်ကြောကုန်းကိုလက်ဝါးကျင်နဲ့ရိုက်တာကွာအော်အဲ့ဒါလားငါကြားရလေចောင်းသားလေးတယောက်တည်သွားတယ်ဆိုတာမလားအေးဟုတ်တယ်အဲကောင်မလေးတွေထဲမှာခင်ထားဆိုတဲ့ကောင်မလေးကတော်တော်ချောတယ်ကွာအိုက်ကလေးမလေးကိုဖျားလေးနဲ့ကအတူတူချာချာချစ်ခင်နေတဲ့ပုံမဲကွာအိုက်ကလေးမလေးကိုနောက်ဆက်ပြီးကောင်လေးတွေကိုရိုက်တာကွာဟိုတစ်ဘက်ကဖြစ်သွားတာတော့ခင်ထားကိုတစ်ဘက်တည်းကြိုက်နေဟဲ့ကောင်လေးတယောက်ကအရက်တွေမူးလာပြီးကလေးမလေးနာမည်ကိုအင်းရှိမှလောက်အောင်နေရတဲ့ဟဲ့အဲ့ဒါ
လေလင်းကျိုးပြီးတက်ပြစ်လိုက်တယ်ကွာအေးငါကြားတယ်တတိဘာသူတက်လို့တက်မှန်မသိဘူးတဲ့ဇက်ကျိုးပြီးတည်သွားတယ်ဆိုရင်ဒီစီတင်းမှလည်းအဲ့ဒီတင်းပဲပြောနေကြတာပဲဟိကိုရဲ့ကြမကြီးကြောင်တိတ်မပြောရတာအေးငါပြောတဲ့ပြဿနာဆိုတာအဲ့ဒါကိုပြောတာကွာတင်မြာတာတီယာမင်းဟာဆရာပဲလို့တင်တာတွေလှုပ်လိုက်ပေါ့ကွာဟာကွာငါဆရာမမဟုတ်တာတင်မြာဆရာကြီးတွေနဲ့ရှောင်းလိုက်ပြီးသူတို့ခိုင်းတာကိုကုညင်လုပ်ပြီးတဲ့အစ်စ်ပဲရှိတာကွာဆရာဆိုလို့ပြောအောင်မေဟိဟိုနေရာလေးလေးပါခင်ဆရာတယောက်ပြက်လာတယ်မင်းတို့သိမယ်တင်နေမြောက်ပိုင်းမှာနေတယ်လို့ပြောတာပဲဆရာကိုတင်မောင်ဆိုတာလေအော်နှုတ်ခမ်းမွေးပြပြချင်းနဲ့ဆရာလေးသိရသေးတယ်သူလည်းနာမည်ရှိတာပဲကွာဘယ်ယောဂတွေပါတယ်ကုနေရပဲအေးအဲ့ဆရာလေးကွာအင်းရောက်လို့ဖျားမှာပြောင်းတိုင်တွေပါရတွန်းအမွေးတိုင်တွေပါရတွန်းပြီးအမေပြန်ရုံပဲရှိသေးတာဟိတကားလေးပြေးဝင်လာပြီးဟိုက်တူတာဟိဆရာဆိုတာတင်ပလင်းခွေရဲချင်းနေရှိတ်ကိုစိုက်ကြသွားတာကွာသူလဲဆက်မလို့ဝန်းထုံပေါ်ပြကြောကုန်းမှာလဝါရကြီးထင်သွားတယ်လို့ပြောတယ်ကွာလေးလေးပါခင်တော့အဲ့ဒီသွားတယ်ဆရာတရင်သွားမိတယ်ဟာမင်းတို့ဟာဘာရီမန်းကိုမသိအောင်စိုးနေရပဲတတိငါတငယ်ချင်းမင်းလည်းတတိထားနော်အေးပါကွာငါမှဆရာကြီးပဲချင်းမြတ်ထားတယ်မင်းနေစရီအပြည့်စုံရှိပါတယ်ငါ့တော့လုံးလို့မရပါဘူးကွာအေးကောင်းတယ်တတိဆိုတာတော့ပူရဲဆိုတာမရှိဘူးပေါ့ကွာကာယာတင်မြင့်နဲ့တွေးဆုံပြီးတော့ဘာကြီးအိမ်ကိုသွားခဲ့ကျုပ်ဘာကြီးကတော့လူပြိုကြီးပြီးဘာပူပင်မကိုမရှိတာဗျကျုပ်ကလည်းဘာကြီးကိုအကျိုးကြောင့်လည်းပြောပြရတော့ပေါ့ဗျအဲ့ဒီနေရာဘာကြီးအိမ်မှာတနေ့လုံးနေပြီးညနေဆောင်တော့မှကျုပ်ပြန်လာခဲ့တယ်လေးလေးပါခင်ကျုပ်အိမ်ကိုကျုပ်ပြန်ရောက်တော့လေးလေးပါခင်ဟာကျုပ်ထက်စော်ပြီးပြောင်းနေတာဗျလာဟိတာဒီရေမိုးကျုပ်ကပြီးရင်ထမင်းလာစားရအောင်ကျုပ်ဘာကြီးအိမ်ကကျိုးလာခဲ့တယ်ဗျညစာထမင်းစားတော့ပြီးလေးလေးနဲ့ကျုံတဲ့စကားစားမြေပြောကြတာပေါ့ဗျယူနေချမ်းလေးတောက်လိုက်စင်းလေးကလေးဖွာလိုက်ပေါ့ဗျကောင်မလေးတွေကတော့စားရကြဖက်ကြကြက်ကြနေည7 နာရီလောက်ရောက်တော့မှအေးရဝင်သွားကြတယ်ခဏနေတော့လေးလေးပါခင်နဲ့ကျုံလေးအေးရဝင်ခဲ့ကြတယ်တကောင်ကျော်လောက်ရောက်တော့လမ်းပေါ်ကခွေးဝတန်တွေဟောင်းတန်တွေကြားတယ်ကျိုးလဲလန့်လို့သွားပြီးနောက်ဆုံးနေရပေါ့ဗျဦးနီးခွေးတွေကဦးပြီးဟောင်းနီးခွေးတွေကလည်းဟောင်းနေကြတာမျိုးကျိုးလဲအေးရကကြပြကြရကြပြီးမျက်ကွင်းစေးတွင်ပြီးကွင်းလိုက်တယ်ပေးရနဲ့အိမ်ရှိကအိတ်ကလှုပ်ထားတဲ့ခွန်တန်လျက်လေးမှာဝင်ကြလိုက်တယ်ခွေးဝတန်ကြီးအားတပြေးပြေးကျိုးတို့ဖက်ကိုရောက်လာပြီဗျဟာခြေတန်းကြီးပြလဲတဲ့အတန်ကြီးမဟုတ်ဘူးဗျဒီခြေတန်းကြီးကြားရနေတဲ့အကောင်ကြီးအကြီးကြီးမှန်တိတာနေရဲ့ဗျခွေးအိုကြီးကအကောင်20လောက်ရှိတာဗျတပြေးပြေးနဲ့ကျိုးတို့ရှိကိုရောက်ရောဗျဟာခွေးတွေဝိုင်းဟောက်နေတာတရေကြီးပဲဗျစပင်ကြီးဖလာကြီးနဲ့ဗျမျက်လုံးနီကြီးတွေကယူနေချမ်းတောက်တယ်ပကံတွေလောက်ရှိတယ်ဗျဗစက်တွေကတွားကြီးတွေကလည်းအဆွဲကြီးတွေလိုငေါတွက်နေရဗျဟာကျိုးတို့ဝိုင်းစားကတရက်ပြီးချင်းပေါ်အရက်တွေအကိုင်းတွေကိုလှုပ်ရလိုက်တယ်လို့မျိုးဗျဖြောင်းဖြောင်းပြပြမိသွားပြီးတော့တရက်ပင်ကြီးပေါ်ကဖြူဖြူကြီးတကူပြုတ်ကျသလိုပြုတ်ကျသွားတယ်မြေကြီးပေါ်ကိုရောက်တော့ဘုတ်ဆိုတဲ့အတန်ကြီးကျလိုက်ရတယ်ဟာကျိုးတို့တရက်ပင်ပေါ်ကကျလာတာလေတရက်မကြီးပဲဗျဟာဒါမညကကျုပ်တို့ရဲ့တရက်မပဲကျုပ်တို့အင်ကိုပတ်ပြီးရှောက်နေတဲ့တရက်မပဲဗျအိုင်ညာကဝိုင်းဝမှာပျောက်သွားတာဗျကျုပ်စိတ်ထဲမှာထင်တာကဝိုင်းပြန်ကိုပြန်ထွက်သွားတယ်လို့ထင်တာတကယ်ကတော့တရက်ပင်ကြီးပေါ်ကိုရောက်သွားတာဗျအခုတရက်ပင်ပေါ်ကပြုတ်ကျလာတာမဟုတ်ဘူးတရက်မကြီးကခုန်ချလာတာဗျဟောတရက်မကြီးကလမ်းပေါ်ကိုထွက်သွားပြီဗျဟာခွေးအလုံးရှုပ်ကုန်ပြီဗျလမ်းပေါ်ကနေရှော့လာတဲ့မမဲတရက်ကြီးကိုဝိုင်းဟုန်နေတဲ့ခွေးတွေကတရက်ပင်ပေါ်ကခုန်ချလာတဲ့ဖြူဖြူတရက်မကြီးကိုပါပြေးအောင်ရရတာပေါ့ကွာတရက်မကြီးဘက်ကိုပြေးအောင်လိုက်မဲတရက်ပြီးထုတ်ယူတာလေဒီတင်းချိုင်းထဲမှာပဲဗျဘာတရက်ကြောင့်ကိုမဖက်ရသေးခင်တော့ကြိုးရေးခဲ့တဲ့တင်းချိုင်းတရားမဘေးဝါဆောက်တွေကတုတ်တန်ကြောင့်ကမောင်ဖတဲ့ဆိုတဲ့ဝတ္ထုလေးကိုဖတ်ကြည့်ရပါဗျာကာယာတင်မြင့်မှာကျုံနာကိုလာရက်နေရမဟုတ်ဘူးဗျခက်လဲလဲမှာဝူကြီးတခုလုံးကို꿰ပြီးချောင်းကြည့်နေရဗျအချင်းဒီမှာဟန်ရင်ကျုပ်ကိုချပြီးကာယာတင်မြင့်ကကာယာနဲ့ထွက်ပြေးမှာပေါ့ဗျအရှင်ဒီအတွက်အနောက်နေဝင်တောင်တငါကွန်မြောက်ကွန်ပေါ်အတွင်ရောက်လျာရက်ကနေအမြဲဆုံးကြောက်ခဲ့ပါတန်ချိုင်းရှင်မကြီးမဖေးပါဗျာထနောင်းကုန်းကတာတီကတင်ချိုင်းရှင်မကြီးကိုစပွဲနဲ့ကြိုးပါရီပြန်မကြကြွလာခဲ့ပါတင်ချိုင်းရှင်မဖေးပါဗျာကျိုးကမဖေးဝါကိုပြစ်နေဗျကာယတင်မြက်ကကျိုးလုံးနေရာတွေကိုတန်တော်အနေကြည့်နေရဗျဒီကောင်ကြီးရောကျုပ်ကိုခင်လွန်းလို့သာလိုက်လာခဲ့တာလူကြောက်တဲ့ကောင်ကြီးဗျကျိုးလုတ်ကိုင်းနေရာတွေကိုမျက်လုံးအပြူသားနေကြည့်နေရဗျဘောဘောတင်းတင်းလေးမကြည့်ရဘူးဗျကိုကြီးတလုံးကို꿰ပြီးချောင်းကြည့်နေရဗျဟောလာပြီဗျမ
မဖေးဝါရဲ့ခွေကြီးနတ်ကျော်ရဲ့အတန်ပြဟာလာပြီပြုမဖေးဝါကဂူရီပေါ်ကရိတ်ကနေရွေ့လာတယ်ဗျကျိုးမီးတွန်းကြတဲ့ကိုစီကိုတန်းလာတယ်တုတ်ကမြကွင်းစိတ်ကိုမျက်လုံးလဲကွင်းနားလဲလင်းထားတယ်ဗျမျက်လုံးကိုကွင်းတဲ့အချိန်မှာဂါထာရွေ့ရတယ်နားလိမ့်တဲ့အချိန်မှာဂါထာကိုရွေ့ရတယ်လေဗျမဖေးဝါကသူ့ရဲ့ငကုပုံစံအတိုင်းပဲရောက်လာတာမျိုးအရဲ့ကြီးအားဆဲပြီးကြောလောက်မြင်နေမျက်လုံးကြီးနှလုံးကနီးရပြီးပြိုးထွက်နေတာဗျစပင်အားဖျားလာကြီးချတာတယ်အင်းကြီးအားအနက်တမင်ကအနက်ပေါ်မှာအကျိတ်တွနေပါတယ်ဒူးကြီးတစ်ဖက်ထောင်ထိုင်ပြီးကြိုးကျွေးထားတဲ့အမေသားဟင်းနဲ့တမင်ကိုစားရတာပြိုဆိုင်နဲ့ကူပြီးမှထိုင်နေရဲ့နတ်ကြော်ကြီးစီကိုလည်းအမေသားကျုံးတွေပြစ်ချပြီးကျွေးတည်တယ်ဗျတော်တော်လေးစားပြီးတော့ကျုပ်ကိုမောကြည့်ကျုပ်ကလည်းပြောဖို့အစင်တည်းစောင့်နေရလေဗျဒီလိုပါမဖေပါမြို့ရဲ့တောင်ပိုင်းမှာနေရဲ့ပွင့်ကွေကုန်းကလေးလေးပါခင်ရဲ့တမင်လေးတွေဖျားလေးနဲ့မောင်းအောင်ပြိုးပင်ပြီးဖျားလေးနဲ့မေးကြတယ်မဖေပါအဲ့ဒါဖျားလေးကြီးတစ်ဆက်ဆက်တုံပြီးတကယ်ဝင်လာပြပြီးတော့ဖျားလေးကြီးကတစစ်ချိုးပြီးရိုက်တာမဖေပါပြီးတော့အဲ့ကလေးမလေးကိုလူပြိုလဲတဲ့ကောင်းလေးတွေကိုကြောကုန်းမှာလက်ဝါးရကြီးတင်အောင်ရိုက်တယ်ဗျနောက်ဆုံးရိုက်ရုံတင်မဟုတ်ပဲလေပင်းကိုလင်းချိုးပြီးတက်ပြစ်တာဗျအဲ့ဒါတာတီအဲ့ဒါမောင်းအောင်ပြိုတော့ဟုတ်တယ်ဖျားလေးနဲ့မဟုတ်ဘူးတရက်ပင်မနေတဲ့တရက်မှာမောင်းအောင်ပြိုရဲ့ကောင်မလေးတွေကမောင်းအောင်ပြိုကြပါလို့ပြင်တော့တရက်မှာမောင်းအောင်ပြိုကအင်တင်းဝင်လို့ရတော့တာပေါ့ဒီမှာတင်သွားဖျားလေးကိုဝင်ပူပြီးကလေးတွေနဲ့စော့နေရအဲ့ဒီကကလေးမတယောက်ကိုတူပူချစ်တယ်ဟုတ်ပါတယ်မဖေးပါဟုတ်ပါတယ်အေးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့တရက်မှာမောင်းအောင်ပြိုလူဘဝတုန်းကရုပ်ကအဲ့ကလေးမလေးယုံနေမျိုးချင်းချွတ်ဆွတ်သူတွေသားတီလူသူမရှာလီအဲ့ကြောင့်ဒီကလေးမလေးကိုသူတန်တန်ဆဲခင်နေဟာတရက်မှာမောင်းအောင်ပြိုကတခြားကလာတာမဟုတ်ဘူးဟဲ့အဲ့ဒီအိမ်ပထမဆုံးပိုင်ရှင်ရဲ့တမင်ပဲဒီအိမ်ကပိုင်ရှင်၃ယောက်ပြောင်းသွားပြီးအဲ့ဒီအိမ်ကိုပထမဆုံးစောက်ခဲ့တဲ့အင်ရှင်ရဲ့တမင်မောင်းအောင်ပြိုဆိုတာဟီးစားအတွက်အစိတ်တောက်တီးခဲ့တာယောက်ျားတွေကိုတိတ်မုံတဲ့ကောင်မတွေတတီဒါကြောင့်ဟိုကောင်မလေးကိုချီကပါကြီးကပါလုပ်တဲ့ကောင်တွေကိုရိုက်ယုံတင်မဟုတ်ဘူးတက်ပြစ်လိုက်တာဟာမဖေးဝါရေးသူ့ကိုနင်းထုတ်လို့ရပါမလားဗျာအင်ရှင်ကမလိုလားဘူးဆိုရင်နင်းထုတ်လို့ရတယ်သူကလူနဲ့တက်လိုက်တော့ပူပြီးနင်းခွင့်ရှိရပေါ့ဒါမဲ့ဒရာစိတ်တွေမကျင်တဲ့စိတ်တွေနဲ့တည်ပြီးတရေဖြစ်လာတော့တော်တော်ကိုရိုင်းဆိုင်ကြမ်းတမ်းတာလွယ်နေတော့နင်လို့ရမှာမဟုတ်ဘူးတာတီနင်ငါရဲ့ကိုပါရုပ်ကိုပြပြီးငါအမိတ်နဲ့နင်ကြည့်ပေါ့ဒီတင်ချိုင်းကိုလာရမယ်လို့ငါအမေပြန်ကြည့်လိုက်မရရင်တော့နေစရာကြီးကိုလှုပ်ခိုင်းပြီးတော့ကျိုးစရာကြီးတွေလည်းဘယ်ရောက်နေကြမယ်မသိဘူးမဖေးဝါရင်တာတီနေစရာကြီးနေစီလာနေပြီနောက်နေ့ရဆိုရင်ရောက်မယ်ဘယ်သူတော့မဖေးဝါဖိုးလူပြီလေဟာကျိုးပြေဝမ်းသာလုံးကိုစုတော့ရပဲဗျာဘိုးလူပေးလာလို့ကတော့ဒီကိစ္စပြီးပြီပေါ့ဗျာမဖေးဝါစားတော့ပြီးတော့ပြန်တက်သွားတယ်ဗျာလက်ကြောကြီးရဲ့ဦးတန်းကတပြေးပြေးဝေးသွားပြီပြုကာယတင်မြနဲ့ကျိုးလဲစပိန်နေနဲ့အင်ပြန်ခဲ့ကြတယ်တာတီမေမဖေးဝါကိုမြင်ရလားကငါမြင်ရတယ်ကာယရဲ့ရေးဟုတ်လားငါတော့မြင်ရပါလားငါဆရာကြီးတွေပေးထားတယ်မျက်ကွင်းစေးရှိတယ်ကွာအဲ့ဒါကွင်းထားတာအော်မင်းရတာကြောင့်မြင်ရတာလားအေးဟုတ်တယ်ကာယမဖေးဝါကဘလို့ပုံလဲကွာကျုပ်ကမဖေးဝါရဲ့ပုံတဲ့တိုင်ကိုပြောပြလိုက်တယ်ကျုပ်ပြောတာကိုကြားတော့ကာယတင်မြတော်တော်ကိုကြောက်သွားတာဗျာကျုပ်ကိုအင်းလိုက်ပို့ပြီးကာယတင်မြပြန်သွားတယ်ညတကောင်ချိန်ကျတော့တအင်းသားလုံးအိပ်ပျော်နေတဲ့အချိန်မှာမဖေးဝါရဲ့ကိုပါရုပ်ကလေးယူပြီးဝိုင်းတဲကိုကျုပ်ဆင်းလာတယ်ကျုပ်ကကိုအကြံလေးကိုဆိုတော့မျက်ကွင်းစေးတွေမပြတ်သေးဘူးဗျာမဖေးဝါကိုကျုပ်တိုင်ကြည့်လိုက်တော့ကိုပါရုပ်ကလေးလှုပ်လာတယ်ဒီအပြင်မှာနေတဲ့မအောင်ပြူခမောက်တင်ချိုင်းရှင်မဖေးဝါကအမေရှိလိုက်တယ်အခုချက်ချင်းတင်ချိုင်းထေးကိုလာခဲ့ရမယ်မဖေးဝါမေကျုပ်ကအမိတ်ပေးလိုက်တယ်ဟာတေးပင်ကြီးပေါ်ကတောက်ခောက်တဲ့အတန်ကြီးထွက်လာရပြီကျုပ်ကမဖေးဝါရဲ့ကိုပါရုပ်ကလေးကိုခိုင်လန့်နေတေးပင်ပေါ်ကိုမော့ကြည့်လိုက်တယ်အော်မလေးပြတေးပင်ပေါ်မှာထိုင်နေတဲ့တည့်ရမှာမအောင်ပြူကနည်းနည်းနော်ကြီးမဟုတ်တာကြကျုပ်တောင်ရောက်ပြီးတော့နောက်ကိုခြေတလန်ဆိုးလိုက်မိတယ်ဗျတည့်ပင်ကြီးတပင်လုံးကတိတ်ကိုင်းဒီလေးမတိုက်ပဲတူပုံပုံဖြစ်နေတော့တာပြဟာတည့်ပင်ကြီးတပင်လုံးလေးမုံတိုင်းတိုက်တယ်လို့ရန်ခါနေတာပြနောက်ဘသူ့ကိုမှကျူးမဆိုင်ဘူးကျုံသားဒီမှာတေးတေးချာကိုကြားလိုက်ရတာပြအတန်ကြီးအားကြောက်စရာကြီးပါဗျာအချင်းဒီမဟမန်ကျုပ်တည်တယ်ဒါနဲ့ကျိုးလေးအိမ်ပေါ်ကိုပြန်တက်လာခဲ့တယ်တည့်ပင်ကြီးကတော့တော်တော်ကြာအကိုတပူပုံလောက်နေသေးတယ်ဗျာတော်တည်ရပေါ့ဗျာဘေးအင်္ဂါလူတွေမနှိုးကြလို့မနေ့ကျတော့လေးလေးပါခင်ကကျုပ်ကိုမိတယ်ညဘာရီထူတော့ဒါတီ
ကျုပ်ကလည်းကာယတင်မြင်နေသွားတဲ့ကိစ္စအစပြီးမဖေးဝပြောတာတွေကိုအားလုံးပြောပြလိုက်တယ်ဒီတစ်ခါတော့ကလေးမလေးတွေပါကျုပ်ပြောတာကိုတိုင်ပြီးနားထောင်ကြတယ်သူတို့လည်းအပြစ်မှန်ကိုသိတော့တော်တော်ကိုကြောက်သွားကြတာတမီးတို့ကတေးစောကြတာကိုဘာလို့ဖျားလေးနတ်ကိုပေးရတာတော့အခုတော့ဖျားလေးနတ်နဲ့တေးရမနေကနမဲချင်းသူတို့တေးရမကဝင်းဝင်းပူးနေရတာပေါ့တတိဒီတေးရမကိုရအောင်နှင်းပေးပါကွာနင်လို့မရရင်တော့လေးလေးတီအင်ကိုပြန်ရောက်တော့မယ်ကွာနေပေါင်းလေးလေးရေကျိုးစရာကြီးဘိုးလူပြီးမနေ့ပြန်ဆိုရင်ကြွလာတော့မှာပါဟေးဟုတ်လားမင်းစီကိုဘိုးလူပြီးစရာစားရောက်လာလို့လားစားရောက်တာမဟုတ်ဘူးလေးလေးရေညမဖေးဝါပြောလိုက်တာဟေးမဖေးဝါကတော်တော်ကိုအဆန်းရှိရပဲလားလောလောဆယ်တော့ကျုံမဖေးဝါအမိနဲ့နင်းကြည့်တာတရမမောင်ပြောဟာနည်းနည်းမှကျူးမဆိုင်ဘူးဗျာညဆိုရင်တရပင်ကြီးလဲကြတော့မတက်ကိုဘုံဆန်သွားတာဗျတော်တော်ကိုဒရပြတ်သွားတာကျုပ်ကအကောင်မလေး9ယောက်ကိုရောအကြီးမကြီးကိုရောတင်ဆောင်စည်းတော်နေတခြားစည်းဝါးတွေရင်မချပြီးတိုက်ပြလိုက်တယ်လီလီဘခင်ကိုလည်းတခွဲတိုက်တယ်ကျုပ်ကတော့အရေးကြီးတဲ့စီရီအင်ဒီကိုလေဘေးမှာကလေးပါအိတ်ကလေးတွေတိတ်ပြီးဆွဲထားလိုက်တယ်ကျိုးတိုးလူတွေကိုအကာအကွယ်လောက်ထားမလို့မဖြစ်ဘူးဗျာတရမမောင်ပြောတာတော်တော်ကိုကြက်နေနန္ဒဘဝကြီးဗျာဒါမဲ့ကျိုးအံ့ဩရီတလောက်ကျန်းတဲ့နဲ့နန္ဒဘဝကြီးဟာဒီကမလေးတွေအပေါ်မှာတော်တော်ခင်မနေရလေဗျာဟောပြောရင်ဆိုရင်ねတရပင်ကတက်ကိုင်းတွေတဝုံဝုံလောက်ခါနေပြီပြို့ဟာတတိဒါဘာဖြစ်တော့လေးလေးပါခင်ဟာကျုပ်ကိုမေးတာဗျာအဲ့ဒါတရမကြီးမအောင်ပြို့လေဗျာညမဖေးဝါမိတ်ကိုပြန်လိုက်တာစိတ်တွေဆိုပြီးတရပင်ကြီးလဲကြတော့မနဲ့ကိုလှုပ်ထားလေအခုဟာတော်သေးတယ်ဟာဟုတ်လားကိုကြီးတာတီကျုပ်တို့ဖြင့်ကြောက်လိုက်တာတော့ဒီကိစ္စဘယ်လိုလုပ်မှလဲကိုကြီးတာတီကိုကြီးမနိုင်ဘူးလားဟဲ့ငါနေကိုကြီးတာတီဟာဆရာမဟုတ်ဘူးလေဆရာရီနဲ့ရှောက်လိုက်ဘူးတာပဲရှိတာဒါမဲ့ကျုပ်ညီမတွေဘာမှမပူနေမနေ့ပြန်ဆိုရင်ကျုပ်ဆရာကြီးဘူးလူပြီးဒီမျိုးကိုရောက်လာလိမ့်မယ်ကိုကြီးတာတီဘူးလူပြီးကိုပင့်ပေးမယ်လောက်ပါကိုကြီးတာတီရဲ့ကျိုးတို့ကြရင်သိလိမ့်မယ်တော့ဟဲ့နင်တို့ကစားတုံးကတော့အတူတူကစားနေကြပြီတော့အခုမှကြောက်နေကြသလားဟာကိုကြီးတာတီကလေကျုပ်တို့အားဖျားလေးနဲ့မအောင်ပြုလို့တင်ပြီမင်းမြတ်နေကြတာတော့ဒီအမကြီးမန္တာတီကျုပ်တို့ဘယ်ကောပါမတုံးတော့ဟောတောက်ခုတ်တန်ကြီးကတာတီဟာလီလီဘခင်ပါကြောက်နေတဲ့ပုံမဲပြဟုတ်တယ်လီလီညလည်းတောက်တွေခေါတရပင်ကြီးကိုလေမွန်တိုင်းတိုက်တယ်လို့ရန်ကနေအောင်လှုပ်ထားပြမကြောက်ပါနဲ့ဗျာလီလီတို့ကိုဘာမှမလုပ်နိုင်ပါဘူးမပဲဝါမိကိုတော့အကန်ဝန့်တယ်ဆိုတော့သူလည်းပေါ့တည်တည်တော့မဟုတ်ဘူးတင်နေတာတီဟဲ့ဟုတ်တယ်လီလီတခြားနနာဘဝတွေကမပဲဝါမိကိုကြိုင်နေသွားကြတာတီတီမမောင်ပြောတော့နည်းနည်းမှမနာခင်ပဲဘုံတိုင်းကျင်းနေရပဲဗျာမင်းဆရာကြီးဘူးလို့ပြရတော့ကျင်းတင်လာမှာပါနော်တာတီဟာလီလီရလေမပေးဝါပြောရင်ဘယ်တော့မှမလွဲပါဘူးဗျ။ညာရတော့ကောင်းလေးတွေရောလီလီဘခင်ရောကျိုးရောဘတူးမှမအိတ်ကြဘူးဗျ။ဘာလို့တော့ဆိုတော့ဝိုင်းဝါကတရပင်ကြီးကလေပြင်းတိုက်တယ်လို့ရန်ခါပြီးတရမကြီးကလေကြောက်တဲ့ခဏခဏခောက်နေရဗျ။သူတို့လည်းဘသူမှမအိတ်ရဲကြတော့ဘူးဗျ။နောက်နေ့မနက်မှာကျုံမျိုးတွေကိုထွက်ခဲ့တယ်။ဘိုးလူပေကိုရှာဖို့ပေါ့ဗျ။ကျိုးဟိုနာဒီနာမှာရှောက်ကြည့်။လက်ဖက်ရည်ဆိုင်တွေမှာလိုက်ရှာတယ်မတွေ့ဘူးဗျ။တနေ့ကျုပ်ဗန်ပွေကွန်ကားဂိတ်ကိုသွားဆောင်နေဒီကဲလို့ဘိုးလူပေးရွာကိုသွားမှာဆိုရင်ဒီကားဂိတ်ကနေကားစီရမှာလေးဗျာကျိုးကားဂိတ်မှာထိုင်ဆောင်နေတာနှစ်နာရီကျော်ပြီကျင်းကိုပြေးဟောင်းလိုက်နဲ့လမ်းပေါ်မှာကွဲကောင်20လောက်ရုံးရင်ဆန်ခက်ကိုဖြစ်နေရပြုမဲမဲတီးကြီးကရှင်းဆက်မတော်တော့ပဲရက်နေရသူမျက်လုံးနီနီကြီးတွေကလည်းဖြူဖြူတေးမကြီးကိုစိုက်ကြည့်နေရဗျာတေးမကြီးကလည်းတပြည့်ပြည့်နဲ့တေးကြီးစီကိုတရွရွနဲ့သွားနေရပြုတရပင်ပေါ်ကခေါင်းချတဲ့တေးမကြီးရဲ့ခြေတန်းကြီးတွေကလည်းအကျယ်ကြီးပဲဗျာတရမဲမဲခေါင်းကြီးကမန်ဖီပြီးအော်လိုက်တယ်ဗျာကျုံမြက်ကွင်းစေးကွင်းပြီးကျန်သေးရဲ့စေးကိုနေရွယ်ကိုပါလိမ့်ထားလိုက်ပြီးဒါသာရောပြလိုက်တာကိုဒီတော့အကောင်ကြီးတွေကိုပါမိယုံမကောက်ဘူးဗျာအတန်တွေကိုပါကြားနေရတာလန်တရားလူတွေကတော့ခွေးတွေအတန်တွေပဲကြားရမှာပေါ့ဗျာခွေးကောင်း20ရာလေးတေးရကြီးနဲ့တေးမကြီးကိုပြာပတ်ပြေးပြီးဟောင်းနေကြတာဗျာတလလုံးဆိုတာခွေးတန်တွေနဲ့ညီးနေရပဲဗျာဟာရိုက်ပြီပြောရိုက်ပြီတေးမကြီးကပြေးရိုက်တာဗျာတေးမကြီးရဲ့ရင်ဘက်ကြီးကိုသူ့လက်ဝါးကြီးကြီးနဲ့ရိုက်လိုက်တာဗျာမမဲကောင်ကြီးနောက်ကိုရိုင်းသွားရဗျာမမဲတေးကြီးကရှေ့ကိုပြတ်မလိုက်ရင်နေတေးမကြီးရဲ့မျက်နှာကိုသူ့လက်ဝါးကြီးနဲ့ရိုက်လိုက်တာဗျာဖြက်ကနေကိုမြေးသွားတာဗျို့ဟာရိုက်ကြပြီဗျို့တရားတပြန်စီကိုရိုက်နေကြတာချွေးရလေဘေးကနေပတ်ပြီးဟောင်းနေကြတာဗျို့
တရေကြီးနှစ်ကောင်တော့တကောင်နဲ့တကောင်ရိုက်ကြပုတ်ကြနဲ့အသေးကြီးကိုတတ်နေရဗျခရီးရလေတအားကိုဟောက်နေရဗျကျုပ်တောင်မောင်တရားကြည့်နေရင်စက်သေးတွေတက်ပြပြထလို့ဗျဟာနှစ်ကောင်တာလုံးထွေးပြီးဖတ်သက်ကြပြီဗျဒီအမကြီးကမမေတရေကြီးကိုလဲပင်လင်ချိုးတာဗျဒါမဲ့မမေတရေကြီးကလဲပင်တော်ကြီးဆိုတော့ဘာကူမှမဖြစ်တာဒါလေတရပင်ဘောကဒီအမကြီးရဲ့တိုက်နေကြပုံစံဖြစ်မေဗျလဲပင်ကိုလင်ချိုးဖို့ပဲသူစူးစမ်းနေရမမေတရေကြီးကတော်ရရီမထိန်နိုင်အောင်ဖြစ်လာပြီဟာကိုက်ပြီဗျသူပါဇက်ကြီးကိုအကျေကြီးဟာပြီးဒီအမကြီးရဲ့ပခုံးကိုကုန်းကိုက်ပြီဗျဒီအမကြီးကတော်နာသွားရပုံပဲအာဆိုပြီးတအားကျုံးអော်လိုက်တယ်ပြရနဲ့ဒီရဲ့မမဲကြီးရဲ့ရင်ဘက်ကြီးကိုသူရဲ့လက်ဝါးကြီးနဲ့အတကုံရလိုက်တယ်ဗျဟာပြစ်လိုက်တဲ့လက်ဝါးရက်ချက်ဗျာမမဲကောင်ကြီးနောက်ကိုရိုင်ပြီးဖင်ထိုင်ရက်ကိုပြုတ်ကျသွားတာဗျကိုရီးယားဖင်ထိုင်ရက်ကြီးလဲကျနေတဲ့တရေကြီးကိုကျိုးအောင်နေတယ်ဖင်ထိုင်ရက်လဲကျနေတဲ့တရေကြီးကမြေကြီးကိုလက်ဝါးကြီးနဲ့ထားပြီးပြန်ထားဖို့လုပ်နေရှေ့ကိုကုန်းကုန်းကြီးဖြစ်နေရပါဗျာဒီခွင်ရီကိုဒီအမကြီးကလက်လို့မခံဘူးဗျလွှာကနေခုံလိုက်ပြီးတော့တရေမမေကြီးရဲ့ကြောကုန်းကိုတွလက်ဝါကြီးကစက်တိုက်ရိုက်တော့တယ်တရေမမေကြီးပြန်မထနိုင်တော့ပဲရှေ့ကိုဟတ်ထိုးကြီးလဲကျသွားရောဘူးဒီတော့မှဒီအမကြီးကနောက်ကိုပြန်ဆိုပြီးရစ်ကြည့်နေရဗျမေမေတရေကြီးကလဲနေရခါနေမနှင်းကိုထားယူနေရတာပြုမတက်ကြီးရပြီးတာနဲ့ရှေ့ကိုဆက်မသွားတော့ပဲနောက်ကိုပြန်လဲပြီးတူလာတဲ့လမ်းတိုင်းပြန်သွားလေရဲ့ဗျခွေလေးကလည်းပြန်လဲသွားတယ်မေမေတရေကြီးနောက်ကိုလိုက်ပြီးဟောင်းနေကြရောဗျဒီအပြင်ပေါ်ကခုံကြိုက်ဒီအမကြီးကပြက်ကနေပြောက်သွားတာပြုဒီတစ်ခါတော့ကျုပ်ကတီးနေပြီပဲလေဗျဒီအပြင်ပေါ်ကိုကျိုးလိုက်ကြည့်ဟုတ်ပါဗျာဒီအပြင်ပေါ်မှာငုတ်တုတ်ကြီးထိုင်လို့ဗျခင်တောင်းလာပြီးပူတဲ့ပန်းနဲ့ကလေးတွေကိုရလွတ်တာဒီလက်ချက်ပဲဆိုတာကျုပ်သိသွားပြီဗျကြောဆိုရဲ့ကောင်ကြီးကိုလေပင်လင်းကျိုးရလေတင်းမဲဗျဒါဆိုရင်ကလေးတွေပင်ပြီးမိကြတဲ့ဖျားလေးနဲ့မောင်ပြူရဲ့တပည့်လိုက်တာဟာဒီတေးမကြီးပေါ့ဗျကျိုးသဘောပေါက်သွားပြီပြုဒါဆိုရင်ဖျားလေးနဲ့မောင်ပြူကိုအကြောင်းကြားပြီးဖဲထုံရင်ရမလားလို့ကျုပ်တွေးတယ်ဒါပေမဲ့ကျုပ်ကဘာအဆင်မှမရှိပဲနှက်ကိုအမိတ်ပေးလို့မရနိုင်ဘူးဗျ39မိနစ်တွေကိုအထက်လန်ဝိစာတွေဆရာကြီးတွေကတော့အမိတ်ပေးပြီးခိုင်းစီလို့ရတယ်ဗျဒါတေးဆိုတာကဆရာကြီးမှမဟုတ်တာဆရာကြီးတွေလက်ကျွလက်တောင်းခိုင်းနေကောင်းလေးတယောက်ပဲလေဗျဘယ်လိုလုပ်ပြီးဖျားလေးနှက်ကိုအမိတ်ပြန်လို့ရမှာတော့မနက်မိုးလင်းတော့ကျိုးစိတ်ကိုတကူရရဗျတနေ့စောစောထပြီးတက်စွန်စီတော်ကြီးနဲ့ပန်းပေါင်စီတော်ကြီးကိုရေထဲမှာချစ်ကျဲပြီးဖြောလိုက်တယ်ကလေးမလေး9ရက်ကိုခွက်ကလေးတွေနဲ့တယောက်တစ်ခွက်စီတောက်ခိုင်းထားလိုက်တယ်ဘာဖြစ်လို့စီတော်ကြီးတွေစိုက်ထားတာတော့ဆိုတော့ကလေးတွေကိုလိမ့်ပြလာလို့ဆိုပြီးအတင်းဝင်ကက်မှာတော့လိပ်ပြနှုတ်ယူသွားမှတို့ကိုတွေးမိပြီးစိုးရင်သွားလို့နောက်တနေ့ကျိုးအပြန်ကားပြန်ရတော့ပြဿနာကစားရတာပဲဗျာအဲ့နေရလွတ်လပ်ရင်းနေဗျကောင်မလေးတွေအကြောင်းပိတ်တယ်ကျုပ်တို့အပြင်သွားတော့ဒီကောင်မလေးတွေဖြားလေးနဲ့ပေးကြတယ်လေဗျကျုပ်ပြန်ရောက်တော့သူတို့9ယောက်မျက်စိမျက်နှာတွေပြက်နေကြတယ်ဟဲ့မြနွေနင်တို့9ယောက်ဘာဖြစ်လို့တော့မျက်နှာလေးမကောင်းပါလားဘာဖြစ်ကြလို့တော့ကိုကြီးတာတီကျုပ်တို့နေလေကဖြားလေးနဲ့ပက်နာလုံးဝမကြတော့ဘူးတော့မြနွေကကျုပ်ကိုပြောတာဗျဟေးဟုတ်လားနင်တို့တေးသေးချာချာပင်းလွန်လားဟာခရိုင်းလိုပဲပင်းတာတော့လုံးဝကိုမကြရတာကျုပ်ကငါစေးပေါ်လေးကလေးမြင်းညစ်ပြီးဖွာနေလိုက်တယ်ကျုပ်တွေးကြည့်နေရတော့ကျုပ်တိုက်ထားတဲ့စေးတော်တွေကြောင့်ဖြာလေးနဲ့မောင်ပြိုကလေးမလေးတွေနာမကတ်နိုင်တော့ထင်းနေပြိုဒါမဲ့ကလေးမလေးတွေကိုတော့ကောင်းပြောရတာပေါ့ဗျာသူတို့လည်းမမလက်တဲ့အခါရှိမှာပေါ့မြနွေရဲ့နှစ်တပင်အစီဝေးတို့ဘာလို့ရှိတယ်လို့ကိုရီးတာတီကြားဘူးတာပဲအဲ့ရီဘာတွေတွားနေလို့ရှိမှာပေါ့ဟာကျုပ်တို့ဟာစိုးရင်နာတော့ကျုပ်ပါဆရာကြီးခေါ်လာပြီးလောက်ရဲကြိုက်ဟဲဆိုတော့ကျုပ်တို့ကိုမအောင်ပြောစိတ်ဆိုးသွားသလားလို့ပါနဲ့စိတ်ဆိုးရင်မကောင်းဘူးလို့ပြောကြရဲတော့ခင်တာလည်းစိုးရင်တကြီးနဲ့ပြောတာပြောဟာမဟုတ်တာခင်တာရင်အဲ့ဆရာကြီးတင်မောင်လာပြီးမှနောက်နေနင်တို့ပြင်တာကြွတာပဲမဟုတ်လားအေးဟုတ်တာပဲခင်တာရင်နောက်နေတို့ပြင်တော့ကြွတာပဲဟာစိတ်ဆိုးမဲ့ပုံစံမှမပြတာမြတ်နွယ်ကခင်တာပြောတာပြအေးဟုတ်တယ်ဟုတ်ပါတယ်ဒါမဲ့ငါစိုးရင်တို့ပြောတာပါဟေခင်တာဆက်မပြောတော့ပါကလေးမလေးတွေကဆက်မပြောတော့ပြီမေကျုပ်စိတ်ထဲတော့တော်တော်ကိုရှုပ်ထွေးနေရဲ့ကြာဖြာလေးနဲ့မောင်ပြူရဲ့ဝိုင်ဝါတရပင်ဘောကဒီအမကြီးပြီးတော့ဒီလန်တေးကိုနနာဘဝတွေအလားများတာတွေရဲ့တော်တော်ကိုရှုပ်ထွေးနေရဗျလေးလေးပါခင်ပြန်လာတော့ကျုပ်ကခက်တူတိုင်ပြရတယ်လေးလေးပါခင်ကတော့ရင်းရင်လည်းမလောက်သူသမီးအတွက်လည်းအစစ်အစေးမခင်ရဘူးဆိုတော့စီးနေတဲ့ပုံပဲဗျလေးလေးညအခွေးဟောင်ကြနေကြလားအေးကြတာပေါ့တာတီယာစူညံနေတဲ့ဥစားပြီးတော့မင်းထားကြည့်နေလေလေးလေးတည်ပါရဲ့မင်းပါရတွေ့လို့တော့ကွာတရေကြီးတကောင်ဒီလန်တေးကိုဝင်လာလားဗျ
လီလီယာအဲ့ဒါကိုဒီလန်တရားခွေးတွေကဝိုင်းဟောင်နေကြတာ။အော်ဒါကြောင့်ကိုဒါနဲ့မပြီးသေးဘူးဗျာ။ဟေးဘာဖြစ်သေးလို့တော့ကျော်ဝိုင်းဝါကတရက်ပင်ကြီးဘောကနေပြပြကြီးတစ်ခုခုံဆင်းလာတယ်ဗျာ။အဲ့ဒါတေးမကြီးလီလီယာအဲ့တေးမကြီးနဲ့လန်ထဲကိုဝင်လာတယ်။တေးရကြီးနဲ့တပ်ပုတ်ကြတာလီလီယာဟေးဟုတ်လားဒီတရက်ပင်ပေါ်ကခွန်ချတဲ့တေးရကြီးကနိုင်သွားလို့မဲခေါင်ကြီးပြန်လှည့်သွားတယ်ဗျာ။ကျိုးတေးတေးချာချာကြည့်လိုက်တယ်။အဲ့တေးမကြီးဟာဟိုညဒီအင်ကိုပတ်ပြီးရှောက်သွားတဲ့တေးမကြီးဗျာ။ဟေးဒါဆိုဒီတရက်ပင်ပေါ်မှာနေနေဟာကြီးပေါ့။ဟုတ်တယ်လီလီအဲ့ဒါကိုဒီတိုင်းထားလို့တော့မရတော့ဘူးဗျာ။တကူကူလုံးမှဖြစ်လိမ့်မယ်။ဟေးဘာလို့လုံးမှာတော့ဂျာတီကျုံမပဲဝါကိုတိုင်းပြကြည့်မယ်ဗျာ။သူပြောတဲ့အတိုင်းလုပ်ရမှာပဲ။အေးမင်းကောင်းတယ်လို့သာစင်ပါထားတီးရ။ဒီအကြောင်းကိုကလေးမလေးတွေမသိစင်နဲ့လီလီတည်ရင်သားကြောက်သွားလိမ့်မယ်။အေးပါကွာလီလီမပြောပါဘူး။ကြော်ဒီညာမျိုးအတင်းကြိုင်းထဲမှာမပေးဝါသွားပြီးမိမယ်။အမေသားတပိတ်တော်ဝေးပြီးထမင်းတစ်ခွက်ချက်ချက်ရမယ်။ထမင်းကိုတော့မယီကိုချက်ခိုင်းမယ်လी။အမေသားကိုတော့လီလီတော့ဝယ်လိုက်မယ်။မြို့မှာဆိုတော့နေရအမေသားရရပဲလီသားတည်းရ။ဟာလီလီတယောက်တည်းမသွားပါနဲ့ကျုပ်လိုက်မှာပေါ့။ဈေးမလီလီနဲ့ကျုပ်နဲ့အမေသားသွားဝေးတယ်။အမေသားဝေးနဲ့ကျုပ်ကကာရတဲ့မြစ်ကိုတခါတည်းမှခဲ့တယ်ဗျ။ညကြရင်တင်းကြိုင်းတွေကိုကျုပ်နဲ့လိုက်ခဲ့ဖို့ပြောခဲ့ရပြို့ငယ်တငယ်ချင်းတွေဆိုတော့တင်မြင့်ကဝမ်းသာအားရနဲ့လိုက်ခဲ့ဖို့ခတိပေးတာဗျာည8နာရီကျတော့ကာယတင်မြင့်ဇပင်းလေးနဲ့ကျိုးအင်ကိုရောက်လာတယ်ကျိုးကသမင်းတောင်ကိုအစင်တန်လောက်ထားပြီးဗျာနိုင်ရောက်တာတင်ကြိုင်ဖက်ကိုချက်ကြည့်တင်မြင့်ကဇပင်းနေပြီးတော့ကျိုးကနောက်ကကရိယာပေါ်မှာသမင်းတောင်လေးပွေပြီးလိုက်ခဲ့တယ်တင်ကြိုင်ကမျိုးရဲ့အနောက်ဖက်တောက်မှာဗျာတော်တော်လေးတော့နေရတယ်တင်ကြိုင်တယောက်တော့ခက်တဲ့ကျဲကူကိုလိုက်ရှာကြတယ်ကျောင်းတက္ကဝဲစားကြီးဦးမြအသက်80လို့ရေးထားတဲ့ကုကြီးပေါ်မှာတမင်တောင်တွေကငှက်ပြောဖက်နဲ့ချုပ်ယူထားတဲ့တမင်တုပ်ကိုမဖေးဝါကျွဲကျုပ်ကပြန်ဆင်းပေးလိုက်တယ်။ပြီးမှလည်း plastic ရေဖလားနဲ့တောက်ရည်တဖလားချပြီးထားလိုက်တယ်။ပြီးတော့မှဂူပမာဖျောင်းတိုင်တိုင်ထွန်းပြီးစိုက်ထားလိုက်တယ်။ငှက်တွေလွင့်ပြန်သွားကြတယ်။ကျုပ်ထွန်းလိုက်တဲ့မြေအောင်ကြောင့်လားတခြားကြောင့်လားတော့မသိဘူးပြောဗျာ။ကျုံမဖေးဝါပင့်တာကိုတခါမှမမြင်ဘူးတဲ့ကာယတင်မြေကအံ့ဩပြီးကျုပ်ကိုကြည့်နေဗျာ။တကယ်တော့ဒီတင်းချိုင်းကုန်းကကျုံနဲ့တိတ်မစိမ့်ပါဘူးဗျာကျုံဟာတဲ့ချောင်းသားဘွားတွေကဘာထစ်လို့ကျုပ်တို့ခေါ်တဲ့ကျုပ်သူငယ်ချင်းဘာချင်းနဲ့လိုက်လာနေကြတင်းချိုင်းလေဗျာဘာချင်းလူကောင်းကွန်တွေကကိုတို့ကပတ်စံတွေခေါက်အကိုတီတော်ရိပ်ရမတွေ့ရသေးမောင်သားတီဟာအခန်းတက်လိုက်တာလူကလေးရာဟာဆရာကြီးကျုပ်ကဆရာကြီးလာမယ်ဆိုလို့တရားလားစောင့်နေရအမေကိုလူကတော်ဟုတ်နေပြီပဲကျုပ်လာမကိုရောင်ကျိုးတီလို့လားစောင့်နေရဲဆိုတော့တကယ်အကျုပ်ကတောင်ဖက်ကိုပဲမဲကြည့်နေရပြုဘိုလူပေကကျုပ်ထိုင်နေတဲ့နောက်ဘက်ကလမ်းတွေလေးတွေကချက်လာတာမလေးကနဲ့ပါလာတဲ့ပုံပဲကျုပ်ကရန်ကုန်ကားနဲ့ဖားမယ်တင်ပြီးတောင်ဘက်ကိုပဲမဲကြည့်နေရဘိုလူပေကကျုံနောက်ကပေါ်လာတော့တာပေါ့ဗျာကျုပ်သိတာမဟုတ်ဘူးဆရာကြီးမဖေးဝါသိတာပါအော်မင်းမဖေးဝါနဲ့တွေ့ရဆိုတော့ကိစ္စရှိနေပြီတင်နေဟုတ်တယ်ဆရာကြီးကိစ္စကရွာမှာမဟုတ်ဘူးပြို့ဒီမျိုးမှာကျုပ်ကအဲ့ဒါလိုအစားပြလိုက်ပြီးဘိုလူပေကိုလက်ဖက်ရည်ဆိုင်တဲ့ခေါ်လာခဲ့တယ်ဒီဇိုင်းထဲမှာထိုင်ပြီးတော့မှဘိုလူပေကိုမုတ်တွေလက်ဖက်ရည်တွေကဲ့ရတာပေါ့ဗျာဘိုလူပေလက်ဖက်ရည်တောက်တော့မှကျိုးကကလေးမလေးတွေဖြားလေးနဲ့မင်းရကောင်စားပြီးတည့်မမောင်ပြောအကြောင်းတီပြောပြလိုက်တယ်မဘေးဝါရဲ့အမိတ်ကိုအာမကန်တဲ့ပြင်တည့်ပင်ကြီးကိုရင်တိုးအောင်လုပ်ပြီးတောက်ခေါက်တန်ကြီးကြတဲ့အထိပါအားလုံးဆရာကြီးကိုရှောက်ထားလိုက်ကြတော့ပေါ့ဗျာဘိုလူပေကိုမုတ်တွင်လက်ဖက်ရည်ကပ်ပြီးတော့ဆရာတပည့်နဲ့လီလီဘခင်အိမ်ကိုလာခဲ့ကြတာပေါ့ဗျာဘုံဝေကုန်းသားတွေကတော့ဘိုးလူပေကိုမသိတဲ့သူတရားမှမရှိဘူးဗျလီလီဘခင်လည်းဘိုးလူပေကိုရင်းနေသိတာပေါ့ဗျာဟာဆရာကြီးကြွလာလို့ဝမ်းသာလိုက်တာဆရာကြီးကျို့တို့ဆရာကြီးကိုမျှော်နေကြတာပါလီလီဘခင်ရောကလေးမလေး9ယောက်ရောအကြီးမကြီးရောဘိုးလူပေကိုကြောကြတယ်ဘိုးလူပေကလည်းစူရီပါရီပေးတာပေါ့ဗျာဒီတုန်းကပဲဇလန်ကစောက်ရတာပြောတောက်ခေါက်တန်းကြီးပြအကျဲကြီးပါပဲကောင်မလေးတွေဆိုတာကြောက်ပြီးရှေ့ကိုတိုးကြတာဗျာကဲငါမိများဖြာလေးနံပြပါအောင်ကွယ်ပိုးကြည့်ချင်လို့ပါဟာမလုပ်ပါနဲ့ဘိုးရင်ဘိုးလူပေကမျက်နှာတို့ခင်သားတို့ကိုစားရဗျာကဲမောင်သားတီမျိုးရဲထွက်ကွယ်နောက်ဝင်တဲ့တရားတွေ့အောင်ရှာပြီးအကျိုးကြောင့်ပြောပြပြီးတော့ခုတ်ခဲ့ကွယ်ကိုဘခင်ကနောက်ဝင်တဲ့ကိုငွေပေးလိုက်ပါကွယ်ဟုတ်ကဲ့ပါဘိုးကျုပ်ပေးပါမယ်ဘိုးကျုပ်ကကာယာတင်မြင့်စီကိုပြေပြေဈေးနှမ်းမှနေတဲ့ဒေါ်အုံးကြီးဆိုတဲ့နောက်ဝင်တဲ့ကြီးစီကိုသွားကြရဗျာဟိုရောက်တော့နောက်ဝင်တဲ့ကြီးကိုအစင်တန်သိပါတယ်ကာယာတင်မြင့်ကအင်းနေကြတာဆိုတော့ကာယာကပဲခေါ်ပေးတာကြာကျုပ်ကဒေါ်အုံးကြီးကိုခေါ်ပြီးပြန်လာခဲ့တယ်
ကဲတပည့်မအောင်ကြီးဆရာကိုတစ်စိတ်ကုညီပါငွေကြီးလည်းပြီးပါမယ်တရပင်ကမအောင်ပြိုးဆိုရတဲ့မကဝန်ခံလက်စံခွေဒေါ်အောင်ကြီးကအသားညွညွထောင်းထောင်းမမောင်ကြီးပြအသက်က90လောက်ရှိပြီဒေါ်အောင်ကြီးကဖျားကိုရှိခိုးတယ်ပြီးတော့ဘိုးလူဘေးကိုရှိခိုးတယ်စပင်ကိုဖျားလာကြီးဖြန့်ချလိုက်တယ်ပြီးရနဲ့လောက်အုပ်ကြည့်ပြီးလက်ပြတိတ်နေရပေါ့ဗျာပြမတင်ဘိုးလူဘေးကကဲတရပင်မနေတဲ့မအောင်ပြူငါဆရာမိတ်ရှိအကူကြကြလာခဲ့ပြီးတော့ဒီနေရာမှာကျုပ်ခမတကူပြောကျင်သေးတယ်တစီတီရဲတွေဟာသူတို့ရဲ့နာမည်ကိုတိမာတိတ်ကြောက်တာအခုဘိုးလူဘေးကသူ့နာမည်ကိုခေါ်လိုက်တော့သူလန်သွားမှမှန်မဲဗျဘိုးလူဘေးအမေပြလိုက်တာနဲ့တန်းဝင်တာပြိုနဝင်းတဲ့ကြီးတစ်ဆက်ဆက်ကြုံနေရခါနည်းနည်းငိန်တာနဲ့ဘိုးလူဘေးစမိလိုက်တာပြိုတရပင်မနေတဲ့မောင်ပြိုဟုတ်ရဲ့လားဟုတ်တယ်ဘာပြောချင်လို့ပြောမဟုတ်တာကြံလို့ကတော့ငါကြောင့်နင်တို့သိမယ်တပည့်မောင်ပြိုဆရာပြောတာကိုနားထောင်ပါမောင်ပြိုဟာကွဆိုရင်အကုသူတွေတက်ပြီးလုံးမိနေပြီမို့လားလူတွေကိုရိုက်ခွေးရချောင်းတွေကိုမချမ်းတက်ပစ်တယ်နောက်ဆုံးလူပါတက်နေပြီမလားချစ်လို့တက်တာဘသူ့ချစ်လို့တော့တေးအပူနဲ့နဝင်းတဲ့ကြီးဟာကိုတပတ်လဲပြီးခင်းချားကိုမျက်လုံးပြူးချင်နေကြည့်နေပြီးတော့ငါနဲ့သူတို့ငါချစ်တာသူ့စော်ကားရင်ငါတက်မှာပဲငါတပည့်မားနေပြီဘဝတွေချားနေကြတာရောရှက်ရှက်နေလို့မရဘူးလေကွယ်ကိုပုံကိုဘဝမှာကိုစီနဲ့ကိုနေရမှာမလားအခုတော့ငါတပည့်အမှုတွေလွန်းကုန်ပြီကွယ်မဖေးဝမိတ်ကိုပါမနာခံဘူးဆိုပါလားဘိုးလူဘေကအဲ့လိုပြောလိုက်တော့တေးအပူနဲ့မောင်ပြိုဟာကျုပ်ကိုမျက်လုံးပြူးချင်နေကြည့်ပြီးပြောတယ်နေမတ်ထားကောင်းလေမောင်ပြိုဟာကိုနေရာမှာကိုနေတာတင်းကြိုင်ကောင်ကကောင်မကိုကြောက်လိမ့်မယ်တင်တလားနေမယားကြီးအမေကိုယူလာပြီးငါလာမပြနဲ့နေမသေးသွားမယ်ဇက်လင်ကျုပ်ပြီးတက်ပြစ်လိုက်မယ်ကျုပ်ကဘာမှမပြောဘဲညင်နေလိုက်တယ်ကဲဒါဆိုရင်လေလူရင်းကိုပဲပြောမယ်ဒီအင်ကိုဝယ်ထားတဲ့ပိုင်ရှင်ဟာဒီဝိုင်းထဲမှာနေနေတာကိုမလိုလားဘူးတဲ့ဒီတော့ညီတရက်ပင်ကနေတခြားပြောင်းပြီးပါအောက်မှာရရဆဆဒီအိမ်ကငါ့ဖေဆောက်ထားတဲ့အိမ်ဟဲ့ဒီတရက်ပင်ရလေငါတို့အိမ်ဆောက်ကလေးကရှိရဲ့အဖေနင်တို့ကခုလဲလာသေးတယ်ငကိုပိုင်ရှင်ကိုလည်းမောင်းထုတ်ခြင်းသေးတယ်တတိရှင်ငါနေတဲ့အပင်ကိုတခုခုလာလို့ကြည့်လေနင်တို့တဲ့အိမ်လုံးအလောင်းချင်းထပ်သွားမယ်ဒါပဲဟဲ့တတိရှင်ဆန်လိုက်မောင်းပြိုအကြောင်းသိစေရမယ်အတန်ကြီးကြီးနဲ့အော်ပြောရင်တေးမကြီးထွက်သွားရုပ်ပြိုတရီလေးကြံခဲ့တဲ့နဝင်းတဲသုံးကြီးကိုဘိုးလူပေကရေစင်လေးတောက်ပေးလိုက်တော့ချက်ချင်းတရီပြန်ဝင်လာတယ်လေးလေးပါခင်ကတုံးကြီးကိုကျေးဇူးတင်ကြောင်းပြောပြီးငွေလေးပြီးပါတယ်တုံးကြီးပြန်သွားတော့မှဘိုးလူပေကကျုပ်ကိုပြောတယ်မောင်သားဒီဘိုးသူ့မောင်တို့ပြတာမလို့ကျင်ဘူးကွယ်ဒီတော့ဒီညမဖေဝါကိုတော့ကိုကြည့်ခွင်ဘိုးခေါ်ခိုင်းတယ်လို့ပြောပါမြို့လေးကိုသူဝင်လို့ရအောင်မြို့တော်ရှင်ရွာတော်ရှင်တွေကိုဘိုးကြောင့်ပြုတ်ထားလိုက်ပါမယ်မဘေးဝါကိုရိုင်းလာပြီးခေါ်ထုတ်သွားပါလို့ပြောလိုက်ကွယ်ညစင်နိုင်ကျော်တော့ဘိုးလူပေကအိမ်ထဲမှာပင်ဘုရားရှင်ရှင်မလှုပ်တယ်ကျုပ်ကကာယတဲ့မြင့်ကိုခေါ်ပြီးတင်ချိုင်ခုံကိုခေါ်သွားခဲ့တယ်တင်ချိုင်ရှင်မကြီးမဘေးဝါပြရောက်ရရက်ကနေအမြန်ကြလန်ခဲ့ပါဘိုးလူပေကိုရိုင်းအမေရှိလိုက်တာပါဗျာဟောလက်ကြော်ကြီးရဲ့တန်ကိုကြားလိုက်ရပြီပြိုမဘေးဝါလာနေပြီဗျာဟောကူရီဘောကနေရိတ်ကနေရွေးလာတာပြိုကျုံမနေကတမင်ကျွေကိုကြီးပေါ်မှာမဘေးဝါကရက်နေရဗျာကျုပ်ကမျက်ကွင်းစီကွက်လာတာလေးဗျာတင်ချိုင်းရှင်မဘေးဝါကတရပင်ပေါ်မှာနေတဲ့တရမအမောင်ပြူဟာမဘေးဝါရဲ့မိတ်ကိုလည်းဖိစက်နေပါတယ်ဘလိုပဲမြစ်တာခန္ဓာကိုလည်းမနှကက်မအောင်တိန်လိုတက်ပြစ်မယ်လို့ပဲချိန်မောင်းနေပါတယ်ဒါကြောင့်ဘလိုပဲကကျုပ်ကိုလွှတ်လိုက်တာပါမဘေးဝါမျိုးတွေကိုလိုက်လာပြီးခရိုင်ဆုံးမပြီးခေါ်ထုတ်ပြီးဖို့ဘလိုပဲကမိတ်မာလိုက်ပါတယ်မဘေးဝါမျိုးတွေဝင်နိုင်အောင်သူအားလုံးစီရင်ထားပြီးပါပြီဗျာဟောသွားပြီပြိုမဘေးဝါမျိုးတွေကိုဝင်းပြီဗျာကျုံနဲ့ကာယာတဲ့မြေကဆက်ပင်းနဲ့ခက်တုံနေပြီးအိမ်ပြန်လာတယ်ဟောကျုပ်တို့အိမ်ပြန်ရောက်ပြီးခဏစုံနဲ့ကြော်ကြီးဦးတဲ့လမ်းတဲကိုရောက်လာပြီဗျာလမ်းတဲကအုံအုံဆန်အောင်ဟောင်းတဲ့ခွေးတွေလည်းတကောင်မကိုအတက်မကြတော့ဘူးခွေးစွာအိမ်မတန်မှတည်တဲ့တတဝါတွေဗျာနဲ့ကြော်ကြီးအတန်ကြားကလေးကအမီးကုတ်ပြီးပုံနေကြပြီပေါ့ဗျာညတကောင်နီးနေပြီဗျာတရပင်ဘောကတောက်ကောက်တန်ကြီးကြားလိုက်ရတယ်ပြိုဟောမဖေးဝါတရပင်အောင်ရောက်လာပြီပြိုဟာအာကမောင်ပြိုဗျာတရပင်ဘောကနေခွန်ချပြီးတော့မဖေးဝါကိုရင်းဆိုင်တာပြိုမဖေးဝါရဲ့ကြီးက10ပေကျော်လောက်ရှိတယ်ဗျာမောင်ပြိုရဲ့က10ပေလောက်ပဲရှိတာဟာပြည့်ရိုက်ပြီပြိုမဖေးဝါကိုပြည့်ရိုက်လိုက်တာဗျာမအောင်ပြိုကမဖေးဝါကိုပြည့်ရိုက်တာပြိုမဖေးဝါကကြောက်ကြီးနဲ့စောက်ကန်လိုက်တာဒီမောင်ပြိုနောက်ကိုနှစ်ပတ်သုံးပတ်လိမ့်ထွက်သွားပြီးရေကြီးပေါ်မှာကုန်းကြီးလုံးနေရောက်ပြိုလက်ကြော်ကြီးကမန်ဖြီးပြီးမောင်ပြိုကိုပြေးခိုက်ပြီးပြိုမောင်ပြိုကခွေးကြီးနဲ့ကြော်ကိုပြေးရိုက်တယ်ဒါမဲ့မထီဘူးဗျာကြောင်နဲ့ပြေးကန်နဲ့ဒါလည်းမထီဘူးလက်ကြော်ကမောင်ပြိုကိုလက်ချက်သုံးချက်
ပြေးကြိုက်ပြတယ်ဒီတော့မှဒီအမကြီးနည်းနည်းငြိမ်သွားတယ်ဟာမပေးပါခုံလိုက်ပြီပြောသူရဲ့တန်လက်ဝါကြီးကိုဖြန့်ပြီးဒီအမမောင်ပြူရဲ့ကြောကုန်းကိုရိုက်ပြီးပါတုံးချဲဆက်တိုက်ကိုရိုက်တာဗျမပေးပါလက်ဝါနဲ့တုံးချဲဆင်းရိုက်ရင်ဘလို့နနာဘွားမှမခက်နိုင်ဘူးပေါ့ဗျာဒီအမကြီးထူကြရကြီးပြုတ်ကျသွားပြီလက်ကြောကြီးကပြေးဝင်လာပြီးကိုင်းမလို့အမှန်ဖြစ်နေတော့မအောင်ပြူထူကြရကနေကွန်းထားတယ်လက်ကြောကြီးကအမှန်ဖြစ်လိုက်တယ်ဟာသွားပြီပြူရှေ့ကနေတက်သွားပြီလက်ကြောကြီးကအမှန်ဖြစ်ပြီးခေါ်ထုတ်သွားတာဗျမပေးဝါကနောက်ကလိုက်သွားတယ်သွားပြီပြူသွားပြီတခါလေးကိုဖားသွားတာပဲဗျကိစ္စတွေပြီးတော့တင်မြစ်ကိုကျုပ်ကလိုက်ပူတယ်တင်မြစ်ကတွတ်ဆက်ပင်ကျုပ်ကိုပြလိုက်တော့ကျုပ်ကဆက်ပင်နဲ့အိမ်ပြန်ခဲ့တာပေါ့ဗျအိမ်ရောက်တော့ဘယ်သူမှမအိတ်သေးဘူးဗျကျုပ်ကိုစောင့်နေကြတာကျုပ်ကဖြစ်ပျက်တွေကိုအားလုံးပြောပြလိုက်တော့မှကောင်မလေးတွေရောလေးလေးပါခင်ရောအရင်မှရောဝမ်းသာသွားကြတာပေါ့ဗျဒီတော့မှဘိုးလူပေကသူလာတာကျုပ်ကိုလာကြတဲ့အကြောင်းခေတကူထွက်ဖို့ရှိတဲ့အကြောင်းပြောတယ်ဒါနဲ့ကျုပ်လည်းအဘနဲ့အမေစီကိုစားတစ်စောင်းရေးပြလိုက်တယ်လေးလေးပါခင်ပြန်အဘနဲ့အမေကိုတွားတွေ့ဖို့ပေါ့ဗျာလေးလေးပါကြီးကတော့မနဲ့မိုးလင်းတာနဲ့ကျပင်ခုတ်တဲ့လူတွေရှာပြီးတရက်ပင်ကြီးကိုခုတ်ပြစ်လိုက်တယ်ပြိုအမြင့်ပါတူးပြစ်လိုက်တယ်ကျုံနယ်ဘိုးလူပေလင်းနောက်တစ်နေ့မှခီးထွက်ခဲ့ကြတယ်ကောင်မလေး9ယောက်ကဘိုးလူပေကိုရောကျုပ်ကိုရောကြောကြရတာပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီကနေ့ဖတ်ပြတင်ဆက်ပေးသွားတဲ့တာတီမောက်သေးဝါနဲ့ဖြာလေးနဲ့မအောင်ပြိုးဆိုတဲ့ပရာလောကဇလန်ကောင်းလေးကတော့ဒီမှာတင်ပြဆုံးသွားပါရှင်နောက်တစ်လည်းပြည်သူတွေအတွက်စိတ်ဝင်စားစရာပရာလောကဇလန်ကောင်းများစွာကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ဇလန်တွေတင်နာမလို့တဲ့နာဆင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ပြည်သူရဲ့စင်များအပြည့်မှုတွေလည်းကျေးဇူးများတင်ပါတယ်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်